သာသနာတော်နှစ်2550ပြည့်နှစ်ကောဇာတက္ကရာ1368ခုတဘိုတွဲလပြည့်ကျော်2ရက်2009ခုနှစ်2လပိုင်း3ရက်နေ့ညကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးဤတရားဌာနစကိုင်းတိုင်းမုံရွာမြို့ရွှေစည်းကုံမြတ်စွာဘုရားဝင်းအတွင်းရှိသာသနာဗိမာန်တော်ကြီး၌မုံရွာမြို့နယ်ဂောစကံအတွင်းသရင်သုံးနေထိုင်တော်မူကြကုန်သောဘုရားမှုရှိသောသံဃာတော်အရှင်သူမြတ်အပေါင်းတို့အားဥထိပ်ပန်းစင်လျက်မြို့မိမြို့ဖလူကြီးမင်းများနှင့်တကွရွှေစည်းကုံမြတ်စွာဘုရားဗုဒ္ဓဝေယဝဆအကျိုးတော်ဆောင်လူကြီးမင်းများအားအမှုထား၍တရားပွဲတော်ဖြစ်မြောက်ရေးအကျိုးတော်ဆောင်အဖွဲ့နှင့်တကွမုံရွာမြို့နယ်သူနယ်သားအပေါင်းမှစုပေါင်းဆင်ရင်ကျင်းပပြုလုပ်အပ်သောမိုးကုတ်ဝိပဿနာ9ရက်တာအထူးအလုပ်ပေးတရားပွဲဒုတိယညဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြသောမုံရွာမြို့သီတာလမ်းသွယ်9မြဝရီယဥပွဲတော်အမစိန်သာကိုတန်းရွှေမရွှေစင်မာကိုသိန်းထေးမဆိုးဆိုးတန့်မြေကျော်စဉ်တန့်မိသားစုတို့မှာအသီးသီးလူရန်ပြုလုပ်အပ်သောဓမ္မပူဇနိယကာလအခါသမယ၌တရားတော်နာကြွရောက်တော်မူလာကြကုန်သောယောဂီသူတော်စင်များအားလုံးစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းပြည့်စုံစွာနှင့်ဦးဇင်းတို့ဟောပြောပြသမဲ့သစ္စာတရားများကိုနာလဲနာနိုင်ကြပါစေနာတဲ့အတိုင်းလဲသိကြပါစေသိတဲ့အတိုင်းလဲဒီဘဝဒီခန္ဓာမစွန့်ကြခင်တန္တရာဒုက္ခလက်စသိမ့်နိုင်သောပုဂ္ဂိုလ်သူပုဂ္ဂိုလ်များများဖြစ်ကြပါစေလို့ရှေးဥစွာမေတ္တာပို့သပေးတော်တို့ကိုဟောကြားရာ၌အနန္တဂုဏ်အင်းကျေးဇူးရှင်များဖြစ်ကြသောဘုရားယရဏတရားယရဏသံဃာယရဏယရဏတော်မြတ်သုံးပါးတို့နှင့်တကွအမိအဖဆရာသခင်ကျေးဇူးရှင်ပေါင်းတို့အားပူဇော်ကျေးဇူးဆတ်သောအဖြစ်၎င်းဦးစိန်မျက်မှောက်သို့ယနေ့တရားနာကြွရောက်လာကြသောတန်တရာဤဆွေတော်မျိုးတော်အပေါင်းတို့အားကျေးဇူးဆတ်သောအနေနဲ့ဟောကြားသွားမှာဖြစ်ပါတယ်အလုံးသောသူတော်ကောင်းပေါင်းတို့လည်းမမေ့မလျော့မပေါ့ဆသောတတိတရားမလျှော့သောဇွဲလုံးလလက်ကင်ထားပြီးတော့ဒီဘဝဒီခန္ဓာမစွန့်ကြခင်ကလေးမှာအသေးမဥခင်ဉာဏ်ဥအောင်ကြိုးစားကြပါလို့ရှေးဥစွာလေးစားစွာနဲ့တိုက်တွန်းပါတယ်နော်ဦးဇင်းတို့ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးကတရားဟောတိုင်းမကြာခဏဆိုသလိုအသေးမဥကြခင်ဉာဏ်ဥဖို့တိုက်တွန်းလေးရှိတယ်ဆိုတာအလုံးသိပြီးဖြစ်ပါလိမ့်မယ်နော်အဲ့တော့အခုဦးဇင်းတို့သူတော်ကောင်းတို့ဘာကြောင့်အသေးမဥခင်ဉာဏ်ဥဖို့လိုတာလဲဆိုရင်ဒါမကြာဦးဇင်းရောက်လာတိုင်းရောက်တဲ့အရာမှာပြောလို့ရှိပါတယ်ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ကျေးဇူးဂုဏ်ကိုပူဇော်ကျေးဇူးဆက်တဲ့အနေနဲ့၎င်းသူတော်ကောင်းတို့ဦးဇင်းတို့သိတဲ့သိလိုက်တာကိုမှတ်ထင်နဲ့ရှင်းလင်းသိစေဖို့ဒီစကားလေးမကြာဦးဇင်းဖြည့်ရှင်းပြပါတယ်အသေးမဥခင်ပါလဲဘာကြောင့်ဉာဏ်ဥရမလဲ
ဟုတ်ပါတယ်အဲ့ဒါသေချာသိစေခြင်းလို့မေးတာပါနော်ဦးဇင်းတို့သူတော်ကောင်းတို့ကိုတကယ်ကဲနိုင်ယူနိုင်တာကဉာဏ်ပဲရှိတယ်ကိုယ်ပိုင်ကိုယ်တိုင်သိထားတဲ့ယထာဘုရားဉာဏ်တနည်းအားဖြင့်သစ္စာဉာဏ်ကိုယ်ပိုင်မရှိဘူးဆိုရင်ဒီပုဂ္ဂိုလ်မှာကဲမဲ့ယူမဲ့တရားမရှိပါဘူးရှင်းသလားကိုယ်ပိုင်ဉာဏ်ကမှကိုယ့်ကိုကဲနိုင်မှာဒါကြောင့်မို့အသေးမဥခင်ကျင့်တတ်သလားကောင်းပြီဉာဏ်ဥဖို့ဆိုတော့တသံတရားလုံးမှာဦးဇင်းတို့သူတော်ကောင်းတို့ဦးဇင်းတို့ကိုလွှမ်းမိုးပြီးတော့ဥထားတာကဘာလို့လဲလို့ဆိုရင်မနေ့ကပြောခဲ့တာပဲပြန်ပြောရမယ်အဝိဇ္ဇာဘာလို့လဲအဝိဇ္ဇာဆိုတာဉာဏ်ကိုပိတ်ဖုံးထားတဲ့တရားအဝိဇ္ဇာဆိုတာအဲ့ဒီမှာအဝိဇ္ဇာကမသိအောင်ဖုံးထားတာ5မျိုးရှိတယ်လို့မှတ်ဘယ်နှမျိုးရှိလဲတစ်ကကမ္မတံမောဟတဲ့ကံကံဤအကျိုးပေါ်မှာမသိအောင်ဖုံးထားတဲ့အဝိဇ္ဇာဘာရဲ့အကျိုးကံနဲ့ကံရဲ့အကျိုးကောင်းတာလုပ်ရင်ကောင်းကျိုးပေးတယ်မကောင်းတာလုပ်ရင်အဲ့တော့ကုသိုလ်အကုသိုလ်ဒါတော့မနေ့ကပြောပြီးပြီနော်ကုသိုလ်ဆိုတာဘာလဲလောဘဒေါသမောဟမပါတဲ့အလုတ်ဟာဟုတ်ပြီအကုသိုလ်ဆိုတာဒါဖြင့်ကုသိုလ်ကောင်းမှုဆိုတာကအနဝိဇ္ဇဒုက္ခဝိပါကအပြစ်လည်းမရှိဘူးချမ်းသာလည်းပေးတယ်ကုသိုလ်လုပ်သူမှာအပြစ်မရှိဘူးဘာပေးလဲအဲ့တော့ကုသိုလ်ကဆင်းရဲပေးတယ်လို့ဒါလေးမှတ်ဖို့လိုတယ်နော်ကောင်းတဲ့အမှုလုပ်တဲ့ပုဂ္ဂိုလ်ကိုမကောင်းချိုးပေးတယ်ဆိုတာမရှိပါဘူးတဲ့မကောင်းချိုးကိုဘယ်ကပေးမလဲမကောင်းမှုကပဲပေးမယ်အဲ့တော့အကုသိုလ်လုပ်လို့ချမ်းသာတယ်ဆိုတာလည်းမရှိဘူးရှုံးလားယုံသလားအရေးကြီးတယ် तू ကဘာလို့ဝက်ကန်ဆွဲထားပြီးတော့ချမ်းသာတာလဲဝက်ကန်ထရိုက်ကအခုပြုတဲ့အကုသိုလ်စီးစိမ်ဥစ္စာတိုးပွားနေတယ်ဆိုတာတော့စီးစိမ်တိုးပွားကြောင်းယခင်ပြုခဲ့တဲ့ဒါနရှင်းသလားအဲ့ဒါခွဲခြားမသိတော့အခုလောက်တာကြည့်ပြီးရမ်းပြောလို့ဒါကြောင့်ဖယားကကံအရာမကြံရဘာကိုမကြံရအောင်မကြံရအောင်သို့တော့နားလည်ထားရမှာကုသိုလ်ကောင်းမှုလုပ်ရင်ဘယ်အကျိုးပဲပေးမလဲကောင်းကျိုးပဲပေးမယ်မကောင်းမှုလုပ်ရင်အဲ့ဒါယုံသလားဒါဖြင့်ငါတို့အကျိုးပေးမကောင်းဘူးဆိုရင်ဘာကြောင့်လဲအကြောင်းအာကုသို့လုပ်ခဲ့လို့အကျိုးပေးကောင်းနေရင်အကြောင်းကုသို့လုပ်ခဲ့လို့ဒါယုံသလားအဲ့ဒါမယုံရင်ဗုဒ္ဓအဆုံးအမအောက်ကိုမရောက်သေးဘူးလို့မှတ်တာဘာလို့ဆိုဒီအမှောင်ကိုမဖွင့်နိုင်သေးဘူးတို့ရှင်းသလားမောဟဆိုတာအမှောင်ဖုံးနေတာဘာဖုံးနေတာကဲရိုးလေးစဉ်းစားကြည့်အောင်ဒီလူတယောက်ရဲ့စည်းစိမ်ဥစ္စာကိုဘိုးတော်တွေကမထားတာလို့ဆိုရင်ဒီကံကံရဲ့အကျိုးပေါ်မှာအမြင်မှန်နေလို့လားအမြင်မှားနေလို့ကံကံရဲ့အကျိုးကိုသိလို့လားမသိလို့လူတယောက်ရဲ့စည်းစိမ်ဥစ္စာကိုတပါးသောပုဂ္ဂိုလ်တယောက်ကဖန်တီးပေးလို့ရသလားမဆလို့ရသလားအပုံမြင်လေးတွေရှိပါတယ်တငယ်ချင်းတယောက်ကနတ်ဖြစ်နေတယ်တငယ်ချင်းတယောက်ကလူပြည်မှာဆင်းရဲနေတယ်အဲ့တော့သူ့ကိုစည်းစိမ်ဥစ္စာပေးခြင်းတော့နတ်သားလုပ်တဲ့လူကဩငါတငယ်ချင်းဆင်းရဲတာမဖြစ်ပါဘူးကွာဒီကောင်ပေးဥမှာပဲဆိုပြီးတော့ရွှေတင်းကားပြားလေးမြေကြီးပေါ်ချပေးထားတယ်သူသွားမဲ့လမ်းဒီတော့အဲ့ဒီတကားကဘယ်လိုသွားတော့အလုံးသိပြီးသားတွေပါဟမ်
မော့သွားဟောဒီကောင်ကမော့သွားတဲ့လူပဲလေဆိုပြီးတော့တခါတည်းရွှေတင်းကားလေးယူသစ်ပင်ပေါ်ချိတ်ပေးတာမလို့ရလားမရပါကုသိုလ်အကြောင်းရှိမှကောင်းကျိုးဆိုတာလာတာဘသူကမှမနေတာမဟုတ်ဘူးကိုယ်အကြောင်းနဲ့ကိုပါရှင်းသလားလွယ်လေးပြောရရင်ဘုရားရှင်ကိုရောမြတ်ကြီးရဲ့ဆွေတော်မျိုးတော်တွေကပ္ပုလိဝိပြည်ကြီးတပြည်လုံးကိုဝိတ္တုပတယောက်မကြံကုန်တတ်ဘုရားရှိသေးတယ်ကဲနိုင်သလားသူ့အကြောင်းနဲ့သူပဲကြည်ရတယ်နော်ဒါဖြင့်ဘယ်တကိုးကြီးတဲ့ဘုန်းကြီးကမနိုင်မလို့အုံဖွက်ရိုးလေးနဲ့ရှင်းအောင်နားထောင်နော်ဟာမိုးကုတ်ဝိပဿနာလာရင်အဲ့ဘိုးတော်တွေတိုက်ခိုက်တော့မှာပဲတချို့ကဒီလိုပြောတယ်သူတို့တိုက်ခိုက်တယ်လားဟုတ်သူတို့တိုက်ခိုက်เสียလည်းမရှိဘူးသူတို့နဲ့တိုက်ချင်ကျုပ်ကငရဲပြည်ဆင်းတိုက်မှာပဲရရှင်းလားသဘောမပေါက်သလားခုဘသူ့ကိုပြောနေတာသူတော်ကောင်းတို့အမြင်မှန်ရဖို့ပြောနေတာဟင်ဓာတ်ရိုက်ချက်ဆင်လှုပ်ယုံနဲ့ဈေးရောင်းကောင်းရောလားဈေးရောင်းကောင်းခြင်းမျက်နှာပြုံးလေးထားချိုးသားပြောဈေးမှန်နဲ့ပစ္စည်းမှန်ကိုရောင်းဒါမကောင်းရင်မကောင်းဘူးလို့ပြောရောင်းကောင်းရင်ကောင်းတယ်လို့ပြောရောင်းဈေးရောင်းမကောင်းရင်ကျုပ်ကိုပြောကြရလားပြောလဲမမြတ်တာတော့ကျုပ်မပြောတတ်ဘူးရှင်းသလားဘာဖြစ်လို့လဲဆိုမြတ်တာမမြတ်တာတော့ခင်ဗျားတို့အကြောင်းကောင်းခဲ့မှမြတ်မှာကိုဗျအကြောင်းမကောင်းရင်တော့အဲ့ဒါဇွတ်မြတ်ချင်လို့လိန်စားရင်တော့အခုထပ်ပြီးအာကုသိုလ်ပြုတဲ့အတွက်ဆင်းရဲတဲ့နစ်မွန်းတဲ့ကျင့်တတ်လားဒါဖြင့်တကယ်နားလေရမှာဟောဒီအဝိဇ္ဇာအမောင်ကတစ်အချက်ဖုံးထားတာကမ္မတန်မောဟကံကံကြီးအကျိုးပေါ်အမြင်မှန်မရှိဘူးတဲ့ဖုံးထားတယ်အလုံးသဘောပေါက်သလားနားဝတ်လေကြသလားအဲ့တော့ငါတို့ပြုထားသမျှဟာကံအကြောင်းတရားသဗ္ဗေတတ္တာကမ္မတကပြန်ပြောစမ်းကျေးဇူးတင်ပါတယ်နော်ပြန်ပြောစမ်းဆိုတော့နည်းနည်းအထက်လေဖြောက်သွားတယ်အဲ့တော့ဘုန်းကြီးကလောလောဆယ်တော့အထက်ပါပဲဗျာနော်သိခံပြီးသားနားထောင်လိုက်ပါတော့ဟုတ်လားစိတ်လိုက်မှန်ပါပြောတဲ့အခါကျရင်အဲ့လိုလေးတွေဖြစ်တတ်တယ်နော်အဲ့တော့တခါကြီးအကျိုးဆောင်ဖွဲ့ကဥစဉ်ကိုလျှောက်ထားလို့ဘုန်းကြီးငါနဲ့မပြောနဲ့ဟုတ်ပါတယ်သူပြောတာမှန်တယ်အဲ့တော့ဥစဉ်ကိုယ်တိုင်လဲဝန်ခံပါတယ်စကားပြောတဲ့အခါအာရပါရပြောမိသွားရင်အဲ့လိုနည်းနည်းဇာတိပြခြင်းနဲ့ရိုင်းနေသူမင်္ဂလာနော်သိခံပေးပါလားအဲ့တော့ဝေဘာနိုင်တယ်အကြံပေးနိုင်ပါတယ်အားလုံးကိုဖိတ်ခေါ်ထားတာပါနော်အဲ့တော့တခါကြီးပြောတာကိုလည်းဥစဉ်ကျေးဇူးတင်တယ်ဩဟုတ်တယ်ငါတော်ရိုင်းသေးတယ်ဒါပေမဲ့အဖေရိုင်းလို့တော့မဟုတ်ပါဘူးသူမင်္ဂလာကိုကရိုင်းတာပါနော်အဖေကတော့သိမ့်မွေ့ပါတယ်ဥစဉ်အဖေကခမဲတော်ကြီးကလူကြီးသူမတွေနဲ့ပဲပေါင်းပါတယ်ပြီးတော့စိတ်နှလုံးသားသိမ့်မွေ့တယ်ဥသူမင်္ဂလာတော့ခမဲတော်နဲ့ဆန့်ကျင်ဘက်ပါသိကြမ်းတမ်းပါတယ်အဲ့တော့ကိုယ့်ကိုနည်းနည်းမှအထိမခံဘူးဂလဲစားမချေရရင်အိတ်လို့တောင်မပြောဘူးနော်အဲ့တော့ရှိစီတော့ပေါ့လေအခုပြင်းနေပါတယ်ဟာလားအဲ့တော့ပြန်ပြောကြည့်စမ်းပါကောင်းတာလုပ်ရင်မကောင်းတာလုပ်ရင်ရှုံးသလားကောင်းကျိုးမကောင်းကျိုးဟာကိုပြုတ်ထားတဲ့ကံပေါ်မှာပဲကျင့်တတ်ပြီလားဟိကောင်းပြီအဲ့တော့ကံရဲ့အကျိုးပေါ်အမြင်မှန်မရသေးသည်၍ငါတို့ဦးဇင်းတို့သူတော်ကောင်းတို့လမ်းမှန်ပေါ်ကိုမရောက်သေးဘူးဒါလေးတစ်ခုတော့မှတ်ထားပါနော်အဲ့တော့နတ်တွေရိုးရာတွေကကောမနိုင်ပါသလားကဲနိုင်ပါသလားမကဲနိုင်မနိုင်သလိုရံပြုတ်နိုင်ပါသလားအဲ့ဒါလည်းမကြောက်ပါနဲ့မိမိမှာအကျင့်သီလလုံခြုံနေရင်ဘယ်သူတယောက်ကမှရံမှုလို့မရပါဘူးဇောတိကကိုကြည့်ပါစည်းစိမ်ဥစ္စာတွေအပြည့်ဒါနစင်ကြယ်ခဲ့တယ်လူရတန်းတဲ့နေရာမှာညှိုညင်ခြင်းမရှိဘူးဖះရှိမှတခါတဲ့အထူးလူထားတဲ့ယတနာကိုပုံသားကြီးကခိုးတယ်မညှိုညင်မှုသူလိုချင်လို့ပဲနောက်တစ်မျိုးပြောင်းလူနေတာတရားနာပရိသတ်ကိုဒူးစစ်လောက်ရှိတဲ့ယတနာတွေခင်းပေးထားတယ်နိုင်သလောက်တည်သွားတယ်ကျုပ်ကလည်းလူချင်တာအဲ့လိုဟင်
သို့တော့ယရနာခင်းပြီးတရားဝဲလူစီအောင်လုပ်တယ်လို့ပြောခံရမှာဆိုလို့ရှိရသားနဲ့သိမ့်ထားတာသဘောပါလားအချင်းလွဲမခံနိုင်ဘူးလေနော်ဟမ်ကျင်တဲ့သလားဟဲ့အဲ့တော့ဦးဇင်းတို့သိထားရမှာဇောတိကတွန့်ဆုတ်ခြင်းမရှိတော့သူ့အိမ်ဆောက်မယ်လို့ဆိုတာနဲ့ပုံပေါက်လာခုဖြင့်အင်ဂျင်နီယာခေါ်ရပယံကစိတ်ကောက်လို့လိုက်ချောရလက်သမားလိုက်ခေါ်ရတစ်သားဝယ်မရလို့ဒုက္ခရောက်ခုမိဂရာဝံအကြောင်းကသစ္စာမန္တန်ခုခင်ဗျားတို့ဖြည့်စည်းလူနေတဲ့သစ္စာမန္တန်ကြီးကဥဒုမင်္ဂလာဆောက်နေတာ6နှစ်ထဲရောက်ပြီနော်အခုမှအလေကောင်ကအမိုးလေးကွက်ပဲမိုးရသေးတယ်ဒါတောင်မှဒီဥအောင်စော်တို့ဝိုင်းပြီးလုံပန်းလို့သူမင်္ဂလာမစွမ်းတော့လို့ဒကာကြီးတွေလောက်ကြအောင်ဓမ္မယုံပြီးမြောက်ရေးအဖွဲ့လို့သူတို့နာမည်တက်ပြီးသူတို့ခေါင်းပေါ်တင်ပေးတယ်နော်အဲ့ဒါသူတို့လှုပ်လို့ဝိုင်းပြီးတော့လှုပ်ကြလို့ဒါတော်တော်လေးအဆင်ပြေလာတာဇောတိကဘုံကံနဲ့တော့သူမင်္ဂလာအတော်ကွာတယ်သဘောပါလားဟိုမှာမြေရှင်းလိုက်တာနဲ့ဘာဖြစ်တော့ဘုံပေါက်လာအဲ့ဒီဘုံဗိမာန်ကြီးကိုအဇာတတကခောပတိတနဲ့သိမ့်မလို့လာတာအနားတော်မကတ်နိုင်ဘူးရံပြုလို့ရတယ်ဘာဖြစ်လို့အကြောင်းသီလကံကသိစင်ကြတော့ပွန်းပဲ့အောင်တောင်လှုပ်လို့ခုခင်ဗျားတို့လှုပ်ရှိကိုယ်အကြီးခံနေရတာရှင်းလားဘယ်သူမကောင်းတာကိုအကြောင်းအဲ့လိုလုပ်ပါကိုမလုပ်ပါနဲ့နောက်ဒုက္ခရောက်အောင်မှဒီကိုကအလုံးကြားဘူးနာဝရှိပြီးသားတွေပါဒါကြီးကငါကိုလားဘယ်လိုကြဖြေဦးမှာနော်ငါဥစ္စာလားမဟုတ်ဘူးအကြောင်းမကောင်းတာကံမကောင်းတာပေါ့ဘာမကောင်းတာရှင်းသလားဟဲ့ဒါဖြင့်ကုသိုလ်နဲ့အကုသိုလ်ဒါလေးနားလည်အောင်လုပ်ပါတပါးသောပုဂ္ဂိုလ်ပေါ်မှာအာကိုးစရာရှိသလားရှိပါဘူးသဗ္ဗေတ္တကမ္မတကာဆိုတော့အတိတ်အကြောင်းကိုတို့ပြင်လို့ရသေးလားရမရကြည့်အောင်ဒီမှာကြည့်အတိတ်ကပြုခဲ့တာမသိတာကရမ်းလောက်တာကဟောဒါအတိတ်ကံဟုတ်ပြီနော်အဝိဇ္ဇာသင်္ခါရလောက်တော့သင်္ခါရပစ္စယဝိညာဉ်ဆိုတာတိတိကျကျပြောရင်ပฏิသန္တိဝိညာဉ်ပါတယ်လေပฏิသန္တိဆိုတာပฏิဆိုတာတဖန်ပြန်၍သန္တိဆက်ဆက်ဖြစ်ချင်းပါတယ်လေတဖန်ပြန်၍ဟောဒီဝိညာဉ်လေးဟာငကိုကမရှိဘူးတဲ့တရားလားရှိပြီးသားတရားလားသို့တော့ငကိုအဟောင်းလားဆိုတော့မဟုတ်ဘူးတဲ့တဖန်ပြန်ပြီးတော့ဆက်ဆက်ဖြစ်တယ်ဘယ်လိုဖြစ်တယ်တဖန်ပြန်ပြီးဒီတော့ခမည်းတော်ကျုပ်တို့ရဲ့တဏ္ဍာမှာဖြစ်သမျှစိတ်တွေအလုံးဟာပရိသေတွေစိတ်တွေကြီးပဲရှင်းအောင်လုပ်နော်ဘဝတစ်ခုစမှပရိသေတွေလို့မထင်လိုက်ပါနဲ့ဟမ်ကြားလားအဲ့ဒီကြားစိတ်ကလေးကိုပထမကြားမယ်မှန်သိပြီးမှကြားရလားမသိပဲကြားလိုက်တာလားမသိတာကအာယုံဆိုင်လိုက်တာကကြားစိတ်ကလေးကဟောငကိုရှိတာလားအခုမှဖြစ်တာလားဖြစ်တယ်လို့သာပြောတာဘယ်မလို့ဟုတ်ပြီနော်တစိတ်ပြီးတစိတ်ဟာတဖန်ပြန်ပြီးတော့ဆက်ဆက်ဖြစ်ရှင်းလားအဲတော့ဘဝတစ်ခုလောက်သွားတွေ့ရင်တော့အလံဝေးနေဦးမှာပေါ့ဗျာနော်အဲ့တော့ဒီစိတ်ကလေးပဝတ္တိဝိညာဉ်မပြောနဲ့ရှုပ်ကုန်လိမ့်ပရိသေရိဝိညာဉ်စိတ်လို့သာပြောပရိသေရိဆိုတော့အမိကောင်းနဲ့အမိဝမ်းကောင်းနဲ့အောင်းတဲ့စိတ်မဟုတ်ဘူးတော့ပฏิဆိုတာတဖန်ပြန်၍တန်တေဆက်ဆက်ဖြစ်ခြင်းအလိုလိုဖြစ်နေတာလားအကြောင်းနဲ့ဆက်နေတာလားကြည့်လေသင်္ခါရပစ္စယဝိညာဏအဲ့တော့ဝိညာဉ်ဆိုတဲ့စိတ်ရောက်ပြီဆိုရင်သင်္ခါရရှိသေးသလားဆိုတော့ဒါပေမဲ့သူ့အကြောင်းကင်းသလားဆိုတော့မကင်းဘူးဒါဖြင့်ဒီပြီးခဲ့ပြီးသားအကြောင်းကိုတို့ပြင်လို့မရဘူးသူကတော့အကျိုးပေးကိုကဲဘုရားရှင်ကိုတော်မြတ်ကြီးခါတော်နာတဲ့ဒုက္ခဘုရားဖြစ်တဲ့ဘဝမှာမရဘူးလား
ရတယ်လေဒီမှာသင်္ခါရပစ္စယဝိညာဏကျေးဇူးပြုပြီးသားဖြစ်နေတော့အကြောင်းဆက်ဆက်မှုပါလာတဲ့အတွက်လက်ဝိသမဘဝတုန်းကသူများခါကင်ချိုးခဲ့လို့ဘုရားလေခါတော့နာတဲ့ဒုက္ခမရှိဘူးလားတငါတဲ့ဘဝကငါးတွေခေါင်းရိုက်ပြီးတော့တူနဲ့ထုခဲ့အလေးနဲ့ထုခဲ့တဲ့အတွက်ခေါင်းတော်ခဲတဲ့ဒုက္ခပြင်လို့ရသေးလားခန္ဓာခံတော့ရှင်းလားခုလည်းခင်ဗျားတို့အသီးသီးလောကရန်နေမခံရဘူးလားခံကျင်လို့ခံနေရတာလားအကြောင်းမကောင်းလို့လားဘာမကောင်းလို့အကြောင်းကံမကောင်းခဲ့လို့ရှိရင်အကျိုးမကောင်းဘူးသိကြသလားအလိုလိုဖြစ်တာမဟုတ်ဘူးဆက်ဆက်ပြီးဖြစ်လာတယ်ဘယ်လိုဖြစ်လာလဲဒါမို့လို့အကြောင်းတရားစင်ကြယ်မှဇောတိကတို့စင်ကြယ်အောင်လုပ်ထားတော့အကျိုးစင်ကြယ်နေတယ်ဥမာခောပဏိတကြီးနဲ့တက်သွားတိမ့်တော့မှာအဇာတတကဒါဘယ်အရွယ်ကလေးကကြံထားလို့ဆို9နှစ်သားကလေးကြံထားတာသူ့ဖေဗိမရာရမင်းကြီးနဲ့ဇောတိကဗိမာန်ကိုတွားလဲတာဗိမသာရမင်းကြီးကသူတော်ကောင်းကြီးလူယိုးကြီးမင်းကောင်းမင်းမြတ်ပေါ့ဗျာသူများပစ္စည်းစိတ်ထဲအတောင်မကြံဘူးဟုတ်လားအဲ့ဒါဇောတိကသူ့ထက်ချမ်းသာတယ်ဆိုတော့ဘုံကံကြီးတဲ့လူတွေအိမ်တွားလဲခြင်းလို့စာကြုံတော်လေးပါပြီးငါလာလဲအောင်မယ်ဇောတိကအဲ့လိုတွားလဲတာရှင်းသလားအဲ့ဒါသူ့သားလေးဇာတတခေါ်သွားတယ်လက်ကလေးဆွဲဝင်သွားတယ်အဲ့တော့ဇာတတကြည့်တယ်ငါအဖေနေရတာကစုပ်ပြတ်တစ်သားနဲ့ထယံကဒါရှိမှာပေါ့ဗျာအဲ့ခေတ်ကအာစီတိုက်မှမရှိသေးပဲနဲ့ဟုတ်လားအဲ့တော့ဒါရှိတာတဲ့ဟိုမှာဇောတိကနေတော့ဘုံပွိမှန်ပေါက်ထားတဲ့ယရနာတတိုင်းနေနဲ့သဘောပါသလားဘုံကံကြောင့်ဖြစ်လာတာနဲ့ကိုယ်တိုင်လှုပ်ယူရတာတူသလားဘယ်လိုအစွမ်းချင်းကိုမတူဘူးအဲ့တော့ဇောတိကအဇာတတကအဲ့ဒီကိရိယာကြံတယ်ငါဖေတော်အားတာနှုံးမဒီဟာကြီးသိမ့်ပြီးနေနန်းတော်လှုပ်လိုက်ပြီးပြီရောင်ကလေးနဲ့နော်မင်းဖြစ်မဲ့လူကဘယ်နဲ့တော့ရောင်ကလေးနဲ့စောစောကလေးကကြံထားတာမလီသူတော်ကောင်းဆိုတော့လေ9နှစ်သားကလေးကသူများပစ္စည်းသိမ့်မလို့ကြံထားတာရှင်းသလားအဲ့ဒါမင်းဖြစ်တော့သွားသိမ့်နဲ့ခောပဏိတနဲ့တထေးအိမ်ကိုသိမ့်မှာနော်အဲ့ဒါစာကြုံနေပါလေနဲ့မသိမ့်ဘူးသူအားကိုးတဲ့တက်ကြီးခေါ်ပြီးသွားသိမ့်အနာရောက်တော့ဟိုကဗရမ ्या တတိုင်းကအယောင်ခတ်သူခြီလာတဲ့တက်ဟာဟိုထဲမှာအရိတ်ထင်တယ်အဲ့တော့သူကိုယ်တိုင်စီးလာတဲ့ဆင်ကြီးကသူ့ထက်ကြီးတဲ့ဆင်ကြီးဟိုဘက်ကလာပြီလို့ထင်ပြီးတော့ပြန်လှည့်ပြေးအဲ့တော့ရှေးကစင်တက်အားကိုးတာစင်တက်ပြည့်ရင်ကျန်တဲ့တက်အကုန်ပြက်တာအဲ့တော့ဟိုဘက်ကဘာမှမလုပ်လိုက်ရဘူးဇာတတသူ့တက်ကိုထိမ့်လို့ကိုမရကဲရှင်းလားအနာတောင်တီလို့ဘာကောင်းတာအကြောင်းကံကောင်းခဲ့တာအကြောင်းအကြောင်းကံဆိုတာလေကံကအလိုလိုဖြစ်တာလားလှုပ်ယူလာရတာလားမှတ်ထားအကြောင်းကောင်းတယ်ဆိုအလိုလိုကောင်းလာတာမဟုတ်ဘူးကောင်းအောင်လှုပ်လို့အဲကြောင့်ခင်ဗျားတို့ကိုပြင်ပေးနေတာဦးဇင်းတို့သူတော်ကောင်းတို့မြန်မာလူမျိုးယူဆထားတာကဖြစ်သမျှအကြောင်းအကောင်းကြီးပဲဆိုတာအညွန့်တုံးနေတာအဲ့ဒါနော်ဖြစ်သမျှအကြောင်းကိုမကောင်းအောင်လုပ်အောင်ရှင်းလားအလိုနေတာလိုရောက်ရဲနိုင်တာလိုနဲ့အပြင်းဗီဇပေါ်နေတာရှင်းသလားကောင်းအောင်လုပ်ကိုလုပ်နေရမယ်မဟုတ်ဘူးတပည့်တော်တို့ကနိဗ္ဗာန်သွားမှာဆိုလဲကောင်းအောင်လုပ်သဘောပါသလားဘာမှမလုပ်ဖဲကောင်းလာမလားဘာမှမလုပ်ဖဲဉာဏ်တွေရလာမလားလေ့လာခြင်းစူးစမ်းခြင်းဝေဖန်ခြင်းသုံးသပ်ခြင်းမရှိဘဲနဲ့ဉာဏ်ဆိုတာမဖြစ်ဘူးအလိုများရမယ်ဆိုရင်တော့နော်ရွှေတပိတ်တံပေးပြီးမင်းယုံစမ်းဆိုလဲမယုံနဲ့အဲ့ဒီတပိတ်တံကြောင်းတံပို့လိုက်ဘောပါသလားတပ်ပြစ်မယ်ဆိုလဲမယုံနဲ့သူမင်္ဂလာတော့မင်းတပ်ပလိုက်မှာဉာဏ်ဆိုတာအလိုဖြစ်တာပြောစမ်းဆိုရင်လဲဆင်းပေးလိုက်မှာတပ်မဖြစ်နိုင်ရှင်းလားတရားအလိုရမလားမညာဖုန်ညာအလိုဖြစ်မလား
မဖြစ်ပါဘူးမဖြစ်ပါဘူးဒီလောက်သိုးသွန်းနေတဲ့စိတ်နဲ့ရှိတဲ့လူတွေဟင်အခုခေတ်ဒါလူကောင်းတွေလားလူဆိုးတွေလားတရားနာလာကြတာဒါလူလိမ္မာတွေလားလူမိုက်တွေလားလူမိုက်တွေမို့လို့ဒါတရားနာတာလူလိမ္မာကနိဗ္ဗာန်ရောက်သွားပြီဘုံရွာတော့နောက်ပဲ့မှာမပေါ့ဘူးဒီဘုံကြီးနော်ဟုတ်ဆိုငါတို့တရားလက်လာနာသေးလူမိုက်လည်းပြောခံသေးဟမ်ဟုတ်ကလားဘသူတော်ကောင်းနေလားလက်ခံသလားဟုတ်ပါတယ်မိုက်ဆဲမိုက်မြဲမိုက်လက်တန့်နေပါအဲ့ဒါအခု break အုပ်ဘလို့ဆရာတပည့်ပေါင်းကြတာရှင်းသလားလိမ္မာပြီးသားဆိုဘာပြောစရာလိုတော့ပြီးနေပြီကျင်တတ်သလားအေးတို့မှမိုက်နေတဲ့တရားတွေဒီမှာဝิญဉ်လေးတစ်လုံးတောင်နားလည်ဖို့အတော်ခဲရင်နေတာဟမ်ဒါလေးကိုစာလိုကညင်းကြသေးတာပါဝတ္တိဝิญဉ်ကွာပရိသေတွေဝิญဉ်ညင်းမနေပါနဲ့ကွာတဖန်ပြန်ပြီးဆက်ဆက်ပြစ်တယ်အဲ့ဒါအသေးကြဆုံးပါရှင်းသလားစိတ်ဟာငကိုကလေးဖြစ်ခဲ့ဘူးတယ်လေဒါပေမဲ့အဲ့ဒီစိတ်ဟာအခုရှိသလားဆိုတော့ဒါပေမဲ့အခုစိတ်မရှိဘူးလားဆိုတော့အဲ့ဒီစိတ်ဟာငကိုစိတ်လားဆိုတော့လေရှင်းသလားခဏခဏပြောသလိုပေါ့ပလင်မော်တရားဟောနေတာဘယ်သူတော့ဥဒုမင်္ဂလာဟုတ်ကလားပြောကျင်းကြနေတာထက်မိုးဦးဟမ် I am ဘယ်သူလဲဥဒုမင်္ဂလာအားလုံးသိတယ်နော်ဒါပြင်မနေ့ကဟောတာဟောမနေ့ကလာတာလဲဥဒုမင်္ဂလာအခုဟောနေတာလဲဒါပြင်ဒီဥဒုမင်္ဂလာကမနေ့ကဥဒုမင်္ဂလာလားဟုတ်ပါဘူးဗျာဟေးဥဒုမင်္ဂလာမဟုတ်ဘူးလားဟုတ်ပါဘူးဗျာဒါပြင်ဒါမနေ့ကပေါ့ဒါဖြင့်ဒီယုတ်ကြီးဟာဥဒုမင်္ဂလာယုတ်လားမတူဘူးလားဒါဘယ်သူတို့ဥဒုမင်္ဂလာလေဒါဖြင့်မနေ့ကဥဒုမင်္ဂလာလားဟမ်မနေ့ကဥဒုမင်္ဂလာဘယ်ရောက်သွားပြန်တော်မူသွားပြီနော်ဘုန်းကြီးဆိုဘုန်းကြီးအင်္ဂါရနဲ့ညီအောင်ပြောရတာဒါမှသေတာပါပဲဟမ်ဥဒုမင်္ဂလာယုတ်ရှိသေးလားမရှိတော့ဒါအစားထိုးထားတာအင်းဟင်ဟုတ်ကလားဥဒုမင်္ဂလာအစစ်နဲ့တွေ့ကျင်လားတွေ့ကျင်လားကျုပ်လည်းမတွေ့နိုင်တော့သူ့နာသူ့မိတန်ခေါ်ဆိုကြတဲ့ပြီးသွားပြီသဘောပါလားတိမ်ထဲမှာကံမောဝါဖတ်တိုက်တဲ့အချိန်ရဟန်းပြသွားသူ့မင်္ဂလာပြီးသွားပြီနောက်ထပ်ဟာတွေကအစားထိုးထားတာကြည့်ရှင်းလားခင်ဗျားတို့ရောအစ်စ်တွေလားအင်းနေလားဒါဖြင့်ဒီတရားပွဲကရှင်းသလားကဲအဲ့ဒါချစ်เสียရှိလားမုန်းเสียရောအခုဖြစ်အခုမြင်ပြီးအခုကြားပြီးဘယ်မလဲမြဲတာရှိသလားအဲ့ဒါကိုတို့ကမဟုတ်တာအဟုတ်လုပ်နေကြတော့ကံတွေလဲလွဲကုန်တာပေါ့ဗျာသဘောပါသလားအဲ့တော့သိထားမှာကအတိတ်သင်္ခါရကြောင့်ဖြစ်လာတဲ့ပဋိသန္ဓေဝိညာဉ်ဆိုတော့ပဋိသန္ဓေဆိုတာတဖန်ပြန်၍ဆက်ဆက်ဖြစ်တာအဲ့တော့ဒီဝိညာဉ်လာတိုင်းမှာဘယ်သူကြောင့်ဖြစ်တာလဲဟောဒီသင်္ခါရကိုပြင်ကျင်ပြုကျင်လို့ပြောင်းကျင်လို့သူကအကျိုးပေးကိုပေးတော့မှာဆိုတော့အခုအကျိုးပေးထားတဲ့ခန္ဓာမရဘူးလားဒီတော့အကြောင်းကံကောင်းမှအကျိုးကောင်းမှရှင်းသလားကိုယ်စိတ်ကလေးကိုပြန်စစ်ကြည့်အောင်ငါတို့မာနကိုဘယ်လောက်လျှော့နိုင်သလဲဒေါသကိုဘယ်လောက်ထိန်းနိုင်သလဲလောဘကိုဘယ်လောက်သိမ်းဆည်းနိုင်သလဲကိုယ်စွမ်းအားကိုပြန်စစ်ကြည့်အောင်ရှင်းသလားလောဘကြီးတာမသိနိုင်ဘူးဆိုတော့လောဘဆိုတော့လိုချင်တတ်မဲ့မှုပစ္စည်းဥစ္စာဒီလောက်တည်းမတွက်ပါနဲ့ကိုသားသမီးကိုချစ်တာအဲ့ဒါပါလေလောဘပဲတပည့်တော်စည်းစိမ်ဥစ္စာတွေတော့မလိုချင်ပါဘူးတဲ့ဒါပေမဲ့သားသမီးတော့ချစ်လိုက်တာတုံးအဲ့ဒါဆိုလောဘထိန်းနိုင်တဲ့အကြောင်းပါသလားမပါရင်အကြောင်းမကောင်းခဲ့လို့အကျိုးမကောင်းတာဒီတိုင်းပဲငုံးဆုံးဖြစ်နေရမလားကောင်းအောင်လုပ်ရမှာဖြစ်သမျှအကြောင်းမကောင်းဖြစ်သမျှအကြောင်းကျင့်သလားကောင်းပြီဒီတော့အတိတ်သင်္ခါရအကြောင်းကံကြောင့်ရရှိလာတဲ့ခန္ဓာဘယ်နှပါးတော့
ဟုတ်ပြီအဲ့ဒီ၅ပါးနဲ့တူဒီမှာကိုယ်ခန္ဓာကိုယ်မခင်ဘူးလားဆိုတော့ဝေဒနာပစ္စယတဏှာပစ္စယဥပါဒနာပစ္စယတဏှာဥပါဒံကံဆိုပြီးတော့တနေ့တနေ့ကာယကံဝစီကံမနောကံတွေထပ်မလုပ်ဘူးလားမလုပ်ဖဲနေလို့ရသလားမရဘူးကံမလုပ်ဖဲနေလို့တော့မရဘူးအမြဲလုံနေရတာပဲအဲ့တော့အဲ့လုံနေရတဲ့အထဲမှာတဏှာဥပါဒံသာဥစည်းထားရဲ့တဏှာဥပါဒံဆိုတာဉာဏ်လားကိလေသာလားကိလေသာဥစည်းရင်ဒီကံကောင်းနိုင်ပါဦးမလားဒါပြန်မကောင်းတဲ့ကံလုပ်ရင်မကောင်းတဲ့အကျိုးပေးပဲရှင်းသလားဒါပြန်အခုပြစ္ဆုတ်ပံကံမှာကြတော့တို့ကကောင်းအောင်လုပ်လို့ရမရပြင်လို့ဖြစ်မဖြစ်ဖြစ်ပုံလေးဒီမှာပြထားတယ်ကြည့်ကျေးဇူးရှင်ဘုရားဆရာတော်ဘုရားကြီးရဲ့ဉာဏ်တော်ကိုပူဇော်ရအောင်လို့ဆရာတော်ဘုရားကြီးကဘလောက်ဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်လဲသိအောင်စက်ဝိုင်းရေးတဲ့နေရာမှာတောင်းစေလိုက်ပုံကြည်သားမှာတန်မညမဟုတ်ဘူးဒါမို့လို့ဝေဖန်တဲ့ပုဂ္ဂိုလ်တွေလည်းဥစဉ်ကမေတ္တာရက်ခံထားတယ်ဉာဏ်မီအောင်အရင်လောက်ပြီးမှဝေဖန်ပါနော်မမီတဲ့ဉာဏ်နဲ့ဝေဖန်ရင်တော့အပြစ်တွေဖြစ်ကုန်လိမ့်မယ်ဝန်လေးကုန်လိမ့်မယ်ကြည်သမ်းမှာစက်ဝိုင်းတော်ကြီးကိုတခါနဲ့ခရီးစေးတွင်းကြစိတ်တိုင်းကြကြနနဆွဲထားလိုက်တာဉာဏ်ကြီးပုံကဟောဒီမှာအဝိဇ္ဇာတဏှာဥပါဒသူတို့ကဘာဝတ်တယ်လဲကိလေသာဝတ်ဘယ်နှပါတော့သူကတွဲရက်နေတာခွဲလို့အဝိဇ္ဇာကြီးတတ်လို့မရဘူးတဏှာကြီးတတ်လို့လဲမရဘူးသူတို့ကတွဲရက်အဝိဇ္ဇာသေရင်တဏှာဥပါဒံလည်းသေတယ်တဏှာဥပါဒံသေရင်အဲ့ဒါကိုကျေးဇူးရှင်ဘုရားဆရာတော်ဘုရားကြီးနဲ့တော့ကဘုရားရှင်ကိုလိုမြတ်ကြီးဒေသနာတော်တွေကိုဦးဇင်းတို့ဆရာသမားဆရာတော်ဥဒ္ဓမိတ်တရကသဘောပေါက်တော်မူတဲ့အတိုင်းပရိသတ်ကိုသဘောပေါက်အောင်ဟောသွားရှာတာကအဝိဇ္ဇာတဏှာသောတာပန်ဖြစ်ရင်၄ပုံပုံတစ်ပုံကုန်တယ်တဂရကံဖြစ်ရင်၄ပုံပုံ2ပုံကုန်တယ်ဟုတ်ပြီနော်ဒါအတူအရှင်းဆုံးနားလည်နိုင်အောင်ဟောတာအဲ့ဒါကိုဉာဏ်မမီတဲ့ပုဂ္ဂိုလ်များကဒါကိုဖယားက၄ပုံမပုံဘူးတဲ့နော်မပုံပါနဲ့လို့ပြောတယ်အဲ့တော့ဥဒ္ဓမင်္ဂလာကပုံပါတယ်ဆရာသမားကိုပူဇော်တဲ့အနေနဲ့ထပ်ပုံတယ်မကျင်တတ်တဲ့လူလာခဲ့ရှင်းသလားဘာဖြစ်လို့လဲဆိုတော့ကိလေသာမှာခေါင်းဆောင်ဟာအဝိဇ္ဇာနဲ့တဏှာဘယ်ချိန်မှကုန်ပါလဲဆိုယဟန္တာဖြစ်မှကုန်ပါရှင်းတယ်နော်အဲ့တော့သူကနဲ့သူအတိုင်းထွာနဲ့သူသောတာပန်ဖြစ်ရင်လေးမဲ့လေးဖို့နဲ့ပယ်ရမှာဖြစ်တဲ့အတွက်၄ပုံပုံလိုက်ရှင်းဖြစ်တယ်တွဲတာသိစေခြင်းလို့ရှင်းသလားအဝိဇ္ဇာကတပုံကုန်နဲ့ဆိုရင်တဏှာလဲတပုံကုန်နဲ့အချိုးညီပါတယ်သူကတွဲရဲ့ပြင်လို့ရသလားမေးရင်မရပယ်ရမယ်တရားဘာလို့ရမတရားလဲဒါကြောင့်မို့ပြင်မရတော့တဲ့တရားတွေမို့လို့ပိတ်ပေးထားရှင်းသလားအဝိဇ္ဇာဘယ်တော့ဝိဇ္ဇာဖြစ်မလဲမေးရင်အဝိဇ္ဇာကတော့ဘယ်သောအခါမှဝိဇ္ဇာမဖြစ်ဘူးမှတ်ထားအဝိဇ္ဇာဟာအဝိဇ္ဇာပဲတဏှာဟာလဲတဏှာပဲပြင်လို့ရတဲ့တရားတွေမဟုတ်ဘူးဖယ်ပလိုက်ရမှာရှင်းလားရှင်းသလားအဝိဇ္ဇာကိုပြောင်းလို့မရဘူးခင်ဗျတဏှာကိုပြောင်းလို့လဲကောင်းပြီကြည့်သင်္ခါရနဲ့ကာမဘောဘာဝတ်လဲဘယ်နှပါလဲနှစ်ပါးကြည့်ဒါပရိစ္ဆသမုပ္ပါဒီမှာတော်တော်လေးတရားပွဲတွေဆက်နေပြီဆိုတော့ကျုပ်ကလိုရင်းလေးရှက်ပြောပေးတာနော်ကြည့်အတိတ်ချောင်းရှင်းရဘယ်နှပါလဲဟောဒီမှာတိအကွက်မှာအင်္ဂါကရှိတာကအဝိဇ္ဇာနဲ့သင်္ခါရနှစ်ပါးတည်းပြောထားတာသို့တော့ချင်းရကြမှာဘာလို့၅ပါးဖြစ်တယ်လဲလို့မေးရင်အဝိဇ္ဇာဆိုတဲ့ကိလေသာလာရင်နောက်ကဘာလို့ပါလို့သင်္ခါရဆိုတဲ့ကံပါလာရင်ကံသင်္ခါရရဲ့အကျိုးပေးဘဝဆိုတာလေဘာပြီးသားသူတို့ကခွဲလို့မရတဲ့တရားတွေရှင်းသလားအဲ့ဒါသိစေခြင်းလို့ဒီကျိုးတွေထည့်ပေးထားတာအလကားထည့်ပေးထားတာမဟုတ်အဲ့ဒီမှာမှဒါဖြင့်ဒီဂွင်းပိတ်တွေကြီးပဲပြင်လို့မရဘယ်နဲ့လို့မတော့ဆိုတော့ပြင်စရာဒီမှာရှိတယ်ကြည်ဒ
ဒီမှာလဲတချို့ကစတန့်ထွင်ပြီးတော့ဟောတာလေးကိုအဝိုင်းပြောင်းတတ်တယ်နော်ပြောင်းလို့မရပါဘူးသူမင်္ဂလာဒါသေချာကွန်ပျူတာနဲ့အကုန်ပြန်ဆွဲပေးထားတာဟောတယ်မှာလာဟိုဘက်ကကြည့်လဲလာဖြစ်ရမယ်ဒီဘက်ကကြည့်လဲလာဖြစ်ရလာဆိုတာလွတ်လန်းကိုပြောထားတာရှင်းသလားပေါ်ပေါ်မဟုတ်ဘူးပကြီးစရာလှအောင်ဆိုပြီးကြိုက်သလိုရှောက်ဆွဲမနေနဲ့မရဘူးဉာဏ်သုံးမှရလလွတ်လန်းကမ္မဆိုတာစေတနာဟုတ်ပြီနော်ကမ္မဆိုတာစေတနာဘဝဆိုတာယတ္တိမှုဘဝဆိုတာအဲ့တော့စေတနာပြဋ္ဌာန်းတဲ့ဘဝဘာလဲလေစေတနာပြဋ္ဌာန်းတဲ့ဘဝဒါဖြင့်စေတနာကောင်းရင်ဘဝကောင်းတဲ့စေတနာအဆင့်မြင့်ရင်ဘဝရှင်းလားအခုသူတော်ကောင်းတို့ကိုဦးဇင်းကတရားဟောတိုင်းမပြောရတာသူတော်ကောင်းတို့ယောဂီတို့မပြောဘူးလားပြောပါဘူးဟာအဆင့်နေမြင့်နေတာဟင်ခင်ဗျားတို့မှာတရားနာခြင်းနဲ့စေတနာတရားသိခြင်းနဲ့စေတနာကောင်းနဲ့အခုတရားပွဲကိုရောက်မလာကြဘူးလားအဲ့ဒီစေတနာလေးကြောင့်သူတော်ကောင်းလို့ပြောတာဟင်တရားပွဲရောက်မလာရင်တော့သူတော်ကောင်းမဖြစ်ပါဘူးရှင်းသလားဘယ်သူပြဋ္ဌာန်းတာစေတနာပြဋ္ဌာန်းကျင်တယ်နော်အဲ့တော့စေတနာကလွတ်မြောက်နေရင်ဘဝလည်းလွတ်မြောက်နေရှင်းသလားခုခင်ဗျားတို့ကျတို့စေတနာတန်ရှင်းပုံတော့မပြောနဲ့သူများသားသမီးနဲ့ကိုသားသမီးရှိရင်ဘယ်သူသားစေခြင်းလဲသာဓုဟမ်ပေးတာချင်းတူရင်ဘယ်သူပိုရခြင်းလဲကောင်းလိုက်တဲ့စေတနာတွေသဘောပါလားအတူတူလောက်ကြတာချင်းအတူတူဘယ်သူကပိုထင်ပေါ်ခြင်းတော့ဘယ်သူပြောလိုက်အမလီသူ့အလောက်ကမှပိုးပင်ပန်းတာရှင်းသလားကိုကမှပိုလုံနေတယ်လို့ပဲခင်ဗျားတို့ဟာအတ္တကြီးတဲ့စေတနာတွေလေအဲ့တော့စေတနာကမှအမျိုးမမှန်ပဲနဲ့တော့အားတော့နားလာပြီရှင်းသလားအဲ့တော့ပြင်လို့ရမရရှင်းသမျှအကြောင်းကိုမကောင်းအောင်ပြင်ညာအဲ့ဒါမသိသေးပဲနဲ့တော့ဗုဒ္ဓဘာသာလို့မဆိုနဲ့ပြင်မကောင်းပါပါပြင်မမပြင်မဲနဲ့တော့ထိုင်စောင့်မနေပါနဲ့ကဲတင်ရှင်မရှိပါဘူးရှင်းသလားဟဲ့ဘသူကဲနိုင်သလို့မကဲနိုင်ဘူးကိုညံကမှကိုအေးအဲ့တော့မှဒီမှာကမ္မတန်မောဟာတဲ့တို့တသံတရားလုံးဖုံးလွှမ်းလာတာကံရဲ့အကျိုးပေါ်တောင်မသိခဲ့ဘူးဘယ်လိုပြင်ရမှန်းလဲမသိအဲ့တော့ခင်ဗျားတို့ကအကျိုးပေးကောင်းတာသာဆုတောင်းနေတာဟင်အကြောင်းကောင်းအောင်ကြတော့ဂိုင်းအဲ့ဒီမှာအဖြေထွက်နေဒါမို့ဘယ်တော့ကောင်းမှလိမ့်မေးဘယ်တော့မှမကောင်းဘူးလို့ဘာလို့ဆိုကောင်းအောင်လုပ်နေတဲ့လူတွေမှမဟုတ်ပဲမျောနေတာဘယ်တော့ကောင်းမလဲမသိဘူးဟင်တချို့ဘုန်းကြီးရဲ့တပြည့်တို့ကောင်းတဲ့ခေတ်ကလေးများကြုံအောင်မလားမသိဘူးအဲ့ဒီစိတ်နဲ့တော့မကြုံတော့ဘူးရှင်းလားဥဒုမင်္ဂလာတို့ဒီမှာအကုန်ကောင်းအောင်လိုက်អော်နေတဲ့ဘုန်းကြီးတောင်မှသူတို့ကကရုဏာထားပါတယ်ဘုန်းကြီးတဲ့အော်မနေနဲ့ကောင်းမဲ့လူတွေလည်းမဟုတ်ဘဲနဲ့ကဲလုံနေတဲ့လူတောင်မှကောင်းတာမကောင်းတာသူတို့အလုပ်ရမှာငါအလုပ်ရှင်းသလားခင်ဗျားတို့ကောင်းမကောင်းပြင်းမပြင်းကျုပ်ကတော့သာသနာတာဝန်ခြေအောင်အော်နေမှာသေတဲ့ထိအော်မယ်ရှင်းသလားဒါကျုပ်လုပ်ရမယ်အလုပ်ပဲခင်ဗျားတို့ကောင်းမလာလို့လည်းကျုပ်နဲ့မဆိုင်ဘူးကောင်းလာတာလည်းကျုပ်နဲ့မဆိုင်ဘူးခင်ဗျားတို့ကျွေးတဲ့ဆုံးကိုစားထားပြီးပြီတာဝန်ခြေအောင်တော့အော်နေမှာပဲရှင်းလားရှင်းပါဗျာကိုယ်လုပ်ကိုမှဖြောင်းမလုပ်တာပဲမျောနေဘယ်တော့ကောင်းမှာတော့ကိုလုံနေတာကြည့်ဦးကောင်းချောင်းပါဗလားမပါဘူးဗျာရှင်းရသလားဟဲ့ရှင်းရပါဘူးလက်တွေ့ကြတာကိုရင်ဆိုင်ကြစမ်းပါဟမ်ဘယ်သူမကောင်းကိုကောင်းအောင်ဆိုတာဇိမ်ခံခိုင်းတာလားအဲ့တော့ကိုကောင်းအောင်ဆိုတာကိုစိတ်စေတနာကိုကောင်းအောင်ထားဘယ်လိုမကောင်းတဲ့လူတွေနဲ့တွေ့ကောင်းအောင်ကြိုးစားကျင်ရသလား
ကောင်းတဲ့လူနဲ့မတွေ့ဘူးဆိုတာတော့ကိုယ်မှအကြောင်းမကောင်းခဲ့ပဲနဲ့ကောင်းတာနဲ့မတွေ့တာတော့သိကြတယ်ရှင်းတယ်နော်ခဏခဏဦးဇင်းတို့ပြောဦးပါတယ်ကျောင်းမှလည်းအတူယူကြဖို့ဥဒ္ဓမင်္ဂလာငယ်ငယ်တုန်းကပြောရင်ခုချိန်ဒီအဖွားတွေရှိသေးတယ်မသေးသေးဘူးအမေရွာသွားတဲ့အခါကျတော့သူ့မင်္ဂလာဆိုတော့ဘသူများနဲ့မှတ်တယ်ကတုံးကိုငယ်နာမည်ကတုံးနော်နာမည်နဲ့လိုက်အောင်ပဲကတုံးဖြစ်တာပါပဲအဲ့တော့ကတုံးကိုတဲ့မလုတ်တလုံးနဲ့စကားလေးလုံးခွဲအောင်မပြောတဲ့ငတ်ဖြင်းကအခုဓမ္မဂတိကဖြစ်နေတယ်အဖွားချီးကျူးလိုက်တာကျုပ်နော်အဲ့တော့ဟုတ်တယ်အဖွားလို့တကူကအဲ့ဒီအပြောတွေကြောင့်ကျုပ်ကြိုးစားလာတာညီကိုနှစ်ယောက်ရှိတယ်ညီတော်မောင်သိပ်သွက်တော်တယ်ထက်တယ်ဒီတော့အငယ်ကောင်းမယ်ကြီးကောင်းဘာမှအသုံးမကျဘူးကျန်တော့ခင်ဗျားတို့အရက်ပြောသလိုလားပြောလိုက်ပလင်မောပြောမကောင်းလို့နော်အသုံးမကျဘူးတော့ပဲထားလိုက်နော်အမေပြောပုံပြောပါတယ်အပြင်းကြီးခါရရှိအကြံတုံးညံတုံးအဲ့ဒါဥဒ္ဓမင်္ဂလာဂုံဘုတ်တွေသဘောပါလားစာကြက်ခိုင်းမရအောင်ဘယ်ရမလို့ကြက်မှမကြက်ပဲနဲ့စာမွဲဖြေဥဒ္ဓမင်္ဂလာရည်ရွယ်ချက်ကြီးပုံကအောင်ပြီးတာပဲဟုတ်ပလားအဲ့လိုဖြင်းခဲ့ညံ့ခဲ့တဲ့ပုဂ္ဂိုလ်ပြောပါများလာတော့ဒင်းတို့ကဒီလိုလားအဲ့တော့ဒီလိုလုံးမှကြိုက်တာဆိုရင်တွေးကြသေးတာဗောငါမှလည်းလုံနိုင်တဲ့အင်အားတွေရှိပါတယ်လာဟာလေရောလဟဲဆိုထတွဲတာခုပလင်မော်ရောက်လာရှင်းလားကံကြမ္မာအပြင်ပြောပြန်တော့လဲနှစ်ယောက်ထဲမဲလိုက်တာတောင်မှငါးတန်းចောင်းသားဘဝတုန်းကမှတ်မှတ်ထားတယ်ဆရာမဥဒ္ဓမင်္ဂလာကိုသိချစ်တာဖြင်းလွန်းလို့ချစ်တာနော်အဲ့တော့ကွန်ပါဘူးလေးဝေတော့နှစ်ယောက်ထဲပဲကြံတယ်အဲ့ဒါကိုရစေခြင်းလို့နှစ်ယောက်ထဲကြံတဲ့မဲလိတ်နှစ်လိတ်ကိုသူကိုယ်တိုင်လိတ်ထားတဲ့အလိတ်ကိုအရင်ဥအောင်လိုက်ခိုင်းတယ်လာမင်းရင်နိုင်ဒီအလိတ်နိုင်တယ်လိုက်ပြီးရောအဲ့ဒါနှိုက်ချိုက်တာဗလာဖြစ်သွားတယ်ဆရာမထိုင်းကုန်ကိုတယ်နော်အဲ့တော့အဲ့လောက်ကံကလည်းကောင်းတာတပည့်သားမြေပြောပါအောင်ဆိုတော့ကိုယ်စကားနားထောင်တဲ့လူတယောက်မှမပါဘူးသူတို့လှုပ်ချင်တာလှုပ်ကဲခင်ဗျားတို့လို့စိတ်ဓာတ်ကြလို့ဆိုရင်ကျုပ်ဘာမှမလုပ်ရုံမရှိဘယ်သူတွေဘယ်လိုဖြစ်နေကိုလှုပ်တဲ့အလုပ်ကိုအောင်မြင်အောင်ရှင်းလားအကျိုးပေးကောင်းကျုပ်မမျှော်ဘူးရှိတာနဲ့ဖြစ်အောင်လုပ်ရှင်းရသလားသဘောကောကြသလားသာသနာကိုသဘာဝကြပဲပြုကျင်တယ်ဗျာပကာသနာတွေမထည့်နဲ့သဘောပါလားဦးစင်းပြောတဲ့တရားကိုသဘောကိုနားလည်သွားကြတာကိုပဲလိုချင်တာဥတုမင်္ဂလာကဘယ်လောက်တော်တာဘယ်လိုဘွယ်ကြီးတွေတတ်ထားတာဒါမလိုချင်ဘူးကျုပ်ဘာမှမလိုချင်ဘူးအကုန်ဖွက်ထားတယ်သွားရှင်းလားနားလည်အောင်ပြောနိုင်မှုလိုရင်းဟမ်ဒါသာသနာပြုလုပ်ငန်းပဲသာသနာမှာနေရင်သာသနာတာဝန်ကြည်ရရှင်းလားအဲ့တော့ဘယ်သူတွေဘယ်ဝါတွေမပြောနဲ့ကိုလှုပ်တဲ့အလုပ်အကျိုးရှိမရှိဒါပဲစီစစ်ပါကျေနပ်ကြလားအားလုံးသဘောပါတယ်နော်အဲ့တော့မကြိုးစားပဲနဲ့တော့ကောင်းလာတယ်ဆိုတာမရှိဘူးဥဒ္ဓမင်္ဂလာနမူနာယူကြည့်ပါအကျိုးပေးကတော့ဘာတစ်ခုမှမကောင်းဘူးသို့တော့ဖြစ်သမျှအကြောင်းကိုမကောင်းအောင်လှုပ်လာလို့ဒီနေ့ခင်ဗျားတို့ရှေ့ကဆရာဖြစ်နေတာရှင်းသလားဉာဏ်အမတန်ထိုင်းတဲ့ပုဂ္ဂိုလ်သိအောင်လုပ်မယ်သိရမယ်ရှင်းတယ်နော်ကိုယ်တိုင်ရောက်တော့ဆရာမတယောက်ကပြောတယ်မင်းလိုလူမျိုး10တန်းမအောင်နိုင်ဘူးတဲ့လောင်းမလားတနစ်ထဲနဲ့ one stroke ချပလိုက်တယ်ဒါတောင်2လလောက်စာမကျက်ပဲဖြေတာရှင်းတယ်နော်ငကိုတော်လာလို့လားတော်အောင်လုပ်လာလို့လားလက်ရေးကတငယ်တန်းចောင်းသားဘဝမှာအကုန်လုံးကြည်လည်အောင်ပြောလိုက်မှတခါတည်းလှုပ်เสียရှိတာအကုန်လှုပ်လို့ရအောင်နော်သူမင်္ဂလာပြင်းလိုက်ပုံကသူငယ်တန်းမှာဆရာမအပ်ထားတယ်သူများတွေကကာကြီးကနေအရောက်သွားပြီသူမင်္ဂလာဝါလုံးကိုမရေးတတ်သေးဘူးမရေးဘူးထိုင်းနေတာပြင်းတာဟိုလိုလက်ရှောင်ဒီလိုလက်ရှောင်ဆရာမအထွက်ပြခိုင်းသူများကြောက်တယ်မဟုတ်ယူပြီးသွားပြအဲ့တော့8တန်း9ရောက်တော့လက်ရေးကကြောင်ချီကို6လက်ရေးကိုမဖတ်တတ်ဘူးနော်အဲ့ဒီမှာဆရာမပြောတယ်ဒီလောက်ဖြင်းတာအားတာဆိုအဲ့ဒီဆရာမရောက်တိုင်းသွားကြတော့ပါတယ်အရင်ကနော်ဆရာမကနှိမ်လွန်းလို့
တွေ့သေးတာပေါ့ဆိုပြီးလက်ရေးကစနေတိုင်းတမျက်နှာကြာနာလှပ80ပါဗလာစာအုပ်ကို10ရက်နဲ့ကုန်အောင်မယ်ရေးတော့နောက်ဆုံးမှာပညာရေးမှုလာတိုင်းစံပြစာအုပ်ထဲမှာသူမင်္ဂလာစာအုပ်ပါသွားတယ်ရှင်းလားအဲ့ဒါအလိုလိုတော်လာလားကြိုးစားယူရတယ်ဘယ်လိုလဲကြိုးစားရင်ဒါလေးပြောချင်တာကြွားတာမဟုတ်ဘူးဗီဇာကတော့မကောင်းဘူးရှင်းသလားသဘောပါသလားကောင်းအောင်လုပ်မှလုပ်ရင်ရမရရတာလေးပြချင်တာကျင်သလားဟိအဲ့တော့ကြိုးစားမကြိုးစားပြီးတော့မဖြစ်ပါဘူးဆိုရင်တော့အဲ့ဒီလူတော့မလာခဲ့နဲ့အညွန့်တုံးနေပြီဖြစ်လုပ်ရင်ဖြစ်အောင်လုပ်ရင်ယုံသလားကြိုးစားပါမက်ဖို့ရနိုင်မရနိုင်ဒီဘဝမှာရနိုင်မရနိုင်ရနိုင်တဲ့ဣမေသသုပတ္ထဘိက္ခုတမာဝီဟရိယုအရဟံတေဟိအတ္တသုဘจิตသုဘငါဟောကြားထားတဲ့ဓမ္မခန္ဓာတွေကိုတမာဝီဟရိယုမှန်ကန်စွာကျင့်ကြံအားထုတ်နေကြတဲ့ကာလတစ်လျှောက်လုံးအရဟံတေဟိအတ္တယဟန္တာမစိတ်သုံးဘူးကွာဘုရားပြောခဲ့တာတခွန်းနဲ့ဘာခေညာခေမပါပါဘူးသီလယူခခေဒါနယူခခေအဲ့ဒါနောက်ကအထာဂရဆရာတွေလျှောက်ပြီးကွန့်ထားတာဘုရားဟောတဲ့ထဲမပါဘူးရှင်းသလားလုပ်ရင်လုပ်တဲ့လောက်တော့အဲ့ဒါပဲပစ္စတံဝေဒိတ္ဘောဝိညုဟိကျုပ်ကဘုရားစကားပဲနားထောင်တယ်ကျန်တဲ့စကားရှုပ်သလားရှုပ်တယ်နော်ဦးဇင်းပြောတာရှုပ်လားရှုပ်သွားလားဘယ်လိုနေတော့သဘောပေါက်ရလားဦးဇင်းကရှုပ်အောင်လုပ်တတ်လားဦးဇင်းကဘုရားစကားပဲနားထောင်ကျင့်တတ်လားဘုရားဒါဆိုဒါပဲဆွဲရင်ဥဒုမင်္ဂလာကခမည်းတော်တဲ့ပူဆွဲမှာအမေကနတ်အဖေကဓာတ်သေတဲ့ထိရရခြေသွားတဲ့အဖေဓာတ်ရိုက်တတ်ဆင်လှုပ်သွားတဲ့အဖေကမွေးထားတဲ့သားရှင်းလားမျက်ခုံးလုံးလှုပ်ပြန်ပြီးအိမ်မက်ပြန်ပြီးနဲ့အကုန်လုံးသူ့မင်္ဂလာမှာထွက်ပေါက်တယ်အကုန်ပိတ်ထားစဉ်းစားတယ်ဖះဟောတဲ့ထဲဒါမပါဘူးအဖေပြောတော့အဖေခမရမဟုတ်ပါဘူးဆိုခမင်းမသိပါဘူးညာမမိသေးပါဘူးလောကီကလောကီတတ္တကျေးဇူးရှင်အဖေနော်သူပြောခဲ့လို့ဒီသစ္စာသိတာအဲ့တော့အဖေသေးကနိထိသားဖတ်နှစ်ယောက်ညင်းရတယ်အဖေဟာခမည်းပြောမှသစ္စာကျုပ်သိတာပါဘယ်နဲ့ဖြစ်နေတာတော့ရှင်းသလားသေတော့မှတပတ်ပဲလို့တော့တယ်အဲ့ဒါဟိုတီးတီးပင်လေးရွှေ့ဆိုင်ပါအောင်ရရခြေပေးပါအောင်နတ်တင်ပေးပါအောင်ရှုပ်ရှက်ကိုခန်းနေတာပဲရှင်းတယ်နော်အစွဲတိတ်ကြောက်เสียကောင်းအဲ့တော့ဒါတွေကိုခင်ဗျားတို့မလွန်မြောက်နိုင်ရင်ရဲစွမ်းတတ္တိမရှိရင်ဘယ်တော့မှကောင်းလာเสียအကြောင်းမရှိပါဘူးဗျာရှင်းသလားဟဲ့အဲ့တော့ဦးစင်းကတော့ဘုရားစကားကိုပဲယုံပါတယ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကလောကီကောင်းကျိုးအတွက်ပြောခဲ့တာလားလောကုတ္တရာကောင်းကျိုးအတွက်ပြောခဲ့တာလားလောကီကောလောကုကောပြည့်စုံအောင်ဆုံးမသွားတာပါတချမ်းဆောင်မပြောပါနဲ့ရှင်းသလားဘုရားဟာတစ်ဖက်ဆောင်နေကြီးလားဗျာဘုရားတို့လှုပ်တာနဲ့ဘုရားလောကီအတွက်လည်းမလိုအောင်ဆုံးမခဲ့တာဘုရားဆုံးမတဲ့အတိုင်းနေဘာမှပူစရာဘသူမှကြောက်စရာရှင်းတတ်သလားအဲ့ဒါကံရဲ့အကျိုးပေါ်အမြင်မရှင်းရင်ခုနကစောင်းတဲ့လွဲမားတဲ့အယူတွေဝင်လာဟိုလူမလားလို့ဒီလူကဲတာလို့ဟမ်ဘုရားရရခြေခိုင်းတော့အဖေပြောတယ်အဖေခမရဘလို့မှမလုံးနဲ့ခမရဟာကင်ဆာသေးမှာနော်အမှန်ကျုပ်ကတိတ်ခွေသွင်းထားခြင်းနဲ့တော့ကြလိမ့်နေတယ်ထင်မှာဆိုလို့အဖေမြဘလို့မှမလုံးနဲ့သေးမှာကင်ဆာရရခြေလို့မသေးရင်ပုံနာမသာမရှိဘူးရှင်းလားရှင်းတော့ကဘေးရင်တွက်တဲ့ဘုန်းကြီးတွေလေဟုတ်လားသဘောပါလားသူတို့တောင်သေးတာခမရရရဘာလို့လို့ရမှာလဲရရကောင်းရင်ပါတဲ့
အဲ့ဒါပုံပြင်နေပါတိုက်ဆိုင်မှုတက်တက်သူအကြောင်းကောင်းလို့သူမင်းဖြစ်တာရရအကြောင်းတော့မဟုတ်တာသိကြတယ်ရှင်းလားလက်ခံသလားညံနဲ့ရှင်းမှဖြစ်မှာကြုတ်ပြောသလောက်နဲ့မရဘူးသဘောပါသလားဥဒုမင်္ဂလာတော့ကိုယ်ယုံကြည်ချက်နဲ့ကိုရှင်းမိသားကျုပ်အတွက်ပြဿနာမရှိဘူးခင်ဗျားတို့အတွက်အရေးကြီးနေတာကျင်းတယ်နော်အုံဖွက်ဆိုလို့သာပျောက်ကျေးဆိုရင်အုံဖွက်မသာမရှိဘူးဟမ်တနေ့ကပြောသလိုပေါ့ဒီရေမန်းကလေးတောက်လိုက်ပျောက်သွားမှဆိုအဲ့ဒီဘုံကြီးဘာယောဂါမှမဖြစ်ဘူးလားမေးလိုက်ဟမ်အဲ့ဒီရေမန်းဘုံကြီးတွေပြန်တော်မူကုန်တာဘာကြောင့်လို့သူ့ဟာသူကြတော့အုံဖွက်မလုံနိုင်ဘူးငါတို့ကြမှာအုံဖွက်လုံနိုင်တယ်ဆိုငါတို့ကညံ့ရကြတယ်ရှင်းလားသဘောကောပေါက်သလားဘသူကိုဘသူအာကိုဟောဒီမှာထွက်လန်းရှိမရှိစေတနာလေးသာပြင်လိုက်ပါစေတနာလွတ်မြောက်နေရင်စေတနာအစင်တန်းမြင့်ရင်ယုံသလားဒီကံပေါ်မှာမိပြီးသွားနေရတာလည်းမသေးကြဘူးလားအဲ့တော့ဒီတိုင်းထားမှာလားပြင်းယူရမှာလားအဲ့ဒါကာမတက္ကတသမာဓိဋ္ဌိခေါ်ပါတယ်ဒီလောက်မှပြည့်ပြည့်စုံစုံမသိထားရင်ကံကံဤကျိုးပေါ်မှာဖုံးထားတဲ့အမောင်ဖယ်လို့မရရင်အယူမာမယ်ရှင်းသလားအဲ့တော့ကမ္မတန်မောဟတဲ့အဝိဇ္ဇာအမောင်ဖုံးထားတာတစ်ချက်ဒုတိယကဓမ္မတန်မောဟဒုတိယဘာလဲလဲဓမ္မဆိုတာသဘာဝတရားဓမ္မဆိုတာသဘာဝတရားဆိုသဘာဝအရှိတရားရုပ်တရားနဲ့လောကကြီးမှာဘာနဲ့ဘာပဲရှိတော့ဒီပြင်ပါရှိသေးတော့ခင်ဗျားတို့ကျွတ်တို့ခန္ဓာမှာရှိတာလဲဒါပေမဲ့တသံတရားလုံးတို့ကယုံနံလို့သိတာလားတတ္တဝါလို့သိတာလားဟောငါကိုငါဟာငါဥစ္စာမယူဆခဲ့ဘူးလားတကယ်တော့ယုံမှန်ရင်ငါဟာမို့လို့ဖောက်ပြန်တာလားငါဟာမဟုတ်လို့ဖောက်ပြန်တာလားငါဟာဆိုမဖောက်ပြန်တဲ့လို့တားလိုက်ခုခင်ဗျားတို့အိုးခြင်းသလားမအိုးနဲ့လို့ပြောသေးခြင်းသလားမသေးနဲ့လို့တားကိုဟာဟုတ်လို့လားမဟုတ်လို့လားအိုးခြင်းတန်ရင်သေးခြင်းတန်ရင်ဇာတိပစ္စယဇာတိပစ္စယဖောက်ပြောလို့မပိုင်သေးတာသိသေးကြတယ်ကြိုက်တဲ့ချိန်អော်လိုက်တရေနိုးထားអော်ဇာတိပစ္စယအဲ့လိုဖြစ်နေရဇာတိရှိရင်ဇရာမရဏဘယ်သူတားလို့မှမွေးဖွားပြီးတဲ့ပုဂ္ဂိုလ်ဇာတိရပြီးသားပုဂ္ဂိုလ်အတွက်မအိုသေးမသေးသေးဆိုတာဘယ်တော့မှမရှာနဲ့မရှိဘူးရှုံးလားတကယ်မအိုမှာတော့ဇာတိကိုမရမှဇာတိနိယောဓာကြည့်လေဇာတိနိယောဓာသရမရဏနိယောဓဇာတိပစ္စယရှင်းသလားဇာတိဖြစ်ရင်ဇာတိချုပ်ရင်အဲ့တော့သရမရဏချုပ်ချင်ရင်ဇာတိချုပ်ချင်ရင်ဘဝချုပ်မှဆိုကာမဘဝပစ္စယကာမဘဝနိယောဓရှင်းသလားဒါမှမဟုတ်အကြောင်းရှင်းမှအကြောင်းကင်းမှရှင်းသလားအလုံးမှန်ရင်လွတ်လပ်ရေးရနိုင်မရနိုင်ဇာတိမရှိရင်ဒါကြောင့်ယဟန္တာကြီးတွေကြွေးကြော်ထားတာခီနာဇာတိနောက်တစ်ဖန်ဇာတိရစရာမရှိတော့ဘူးဆိုတော့ဝိသိတံမြမစရိယမြတ်သောအကျင့်တွေလဲပြီးသွားပြီဟမ်နောက်ဆုံးတစ်ချက်ကလေးသိတဲ့ဘောကြကိုကောင်းကတံကရဏိယံပြုเสียခုခင်ဗျားတို့တရားနာလာကြတာအားကြသလားဟိုယဟန္တာကြီးတွေကကတံကရဏိယံနဲ့အားသွားပြီယဟန္တာဖြစ်တော့အားသွားပြီခုခင်ဗျားတို့ကျုပ်တို့တော့မအားဆိုခင်ဗျားတို့ဘာအတွက်လုံနေကြတာလဲဟမ်ဒီနေ့စီးပွားရှာရင်သင်္ဘက်ဘက်ကဝေးလာသလားနီးလာသလားဟောဒါဖြင့်ဒီစီးပွားရှာနေတာဟောသေအောင်ရှာနေတာဟမ်သဘောပါသလား
ဒီသားရဲ့သမီးရဲ့စီးပွားရေးလုပ်နေတာလုံရင်နဲ့ဟောဒါဖြင့်ဒီသားသမီးရေးလုပ်နေတာဟောခင်ဗျားတို့စဉ်းလဲစဉ်းစားကြပါဦးဟမ်ပြီးအောင်လုပ်နေတာလားသေအောင်လုပ်နေတာဟာမိုက်လိုက်တာဟမ်သားရဲ့သမီးစီးပွားရေးကပြီးတယ်လို့မရှိပါဘူးဒီဘဝဒီသားသမီးတွေလုပ်ပြီးရင်နောက်ဘဝကျတော့ဟောမေတ္တာလည်းကြီးမားပါပြီလေဗျာသဘောပါလားဟိုမှာယဟန္တာကြီးတွေကြွေးကြော်သွားတာကတံကရဏီယံပြုပွဲကိစ္စဒါဖြင့်ရှင်သာရိပုတ္တရာရှင်မောက္ကလန်ရှင်ကုဏ္ဏညရှင်အတ္တစီတို့ဒေသစာကြီးလဲပြီးတရားတွေဟောနေတာဘယ်သူအတွက်လဲတတ္တဝဝိနည်းအတွက်သူတို့အတွက်ပါသေးလားသူတို့ကုသိုလ်လိုချင်လို့လားသူတို့အကြောင်းကောင်းအောင်လို့လားမဟုတ်ဘူးသူတို့အတွက်တော့အကြောင်းကင်းလို့အကျိုးကင်းသွားပြီနောက်ထပ်ဘာမှလိုချင်စရာရချင်စရာလဲအဲ့တော့သူတို့ဓမ္မသဝနာကုသိုလ်တွေဟာသူတို့အကျိုးပေးသေးလားဒါဖြင့်သူမင်္ဂလာတော့အကျိုးမပေးဘူးမဟုတ်ဘူးကဲအကျိုးပေးတာကောင်းလားမပေးတာကောင်းလားကျုပ်အတွက်ကြတော့ဟုတ်တာပေါ့ဗျာခမည်းတော်အတွက်ကောဟမ်ကဲခုလူရန်ထားတဲ့ကုသိုလ်တွေမရှိဘူးလားခံယူဆောက်တည်ထားတဲ့သီလကုသိုလ်တွေရောအဲ့ဒါတွေအကျိုးပေးတာကောင်းလားမပေးတာကောင်းလားဒါပြစัจ जा မလုံနဲ့ပေါ့ဗျာနော်နိဗ္ဗာန်မရောက်ခင်သဘောပါသလားဘာလို့ဆိုတပည့်တော်တို့ကတဘွားတည်းနဲ့လည်းပြီးမှမဟုတ်တော့လောက်ကုန်မလို့ရသေးဘူးမပြီးသေးတာအစပြီးမပြီးထဲကိုမစင်စားနေနဲ့ကောင်းတာလို့ရင်ကောင်းကျိုးပေးမှမျောစရာလိုသလားအဲ့ဒါခင်ဗျားတို့ကမျောကုန်မျောခြင်းနေလို့ခက်နေတာရှင်းသလားအဲ့ဒါတပည့်တော်နာမည်လေးထည့်ပေးပါဦးဟိုဟာလေးကတပည့်တော်လှူထားတာအဲ့ဒါလေးတပည့်တော်ထည့်ပြောပြပါဦးသဘောပါလားအဲ့ဒါအဲ့လိုဘုန်းကြီးអော်လိုက်မှသိမှာလားဘုန်းကြီးអော်မှအကျိုးပေးမှာလားစဉ်းစားဖို့ကောင်းတယ်ဗျာငါမစွဲဘူးသာပြောတာငါဟာလေးကလှုပ်ချင်သေးတာသဘောပါသလားဟိဒါဖြင့်အကြောင်းမစင်ကြယ်ရင်တော့ကိုခင်ဗျားတို့တိုးလို့တန်းလန်းဖြစ်နေတာအဲ့ဒါပဲဒီသားသမီးတန်ရောစင်ကိုဖြတ်နိုင်သလားမြည်တွေမြစ်တွေရောမဖြတ်နိုင်ဘူးလေတရားအထုတ်ကြဆိုတော့တရားထိုင်နေရင်းနဲ့တောင်ဟဲဂယုစိုက်ကြသားမိဖို့ဘောကသဘောပါသလားဦးဇင်းတို့အဖွားပြောတာဗာခင်ဗျားတို့တော့မသိဘူးဩကာသာဟေးဆွန်းလောက်လိုက်ကြအောင်ဟိုမှာဆွန်းတော့လာနေပြီကလေးတွေအဲ့ဒါကြောင့်ခက်တာပဲဟောဘုရားလက်အုပ်ချီရဲ့နော်လဲ့ထားတာတော့ဘုရားပဲတွတ်ပွားပြောနေတာရှင်းသလားအကြောင်းကအကြောင်းမရှင်းတော့ဒီနကလိုက်အဲ့ဓမ္မတန်မောဟယုံနံကိုယုံနံပဲလို့မသိဘူးတကယ်ရှိတာတော့ယုတ်တရားနဲ့ကိုယုတ်ကိုရောပိုင်သလားကိုနံကိုရောပိုင်သလားယုံနံဓမ္မဆိုတာဖြစ်ပြီးရင်ဘာသစ္စာတွေတော့အဲ့ဒီယုတ်ကိုဖြစ်ရှင်တယ်လို့ဖြစ်သလားနံရောကိုဖြစ်ရှင်တယ်လို့ဖြစ်သလားအဲ့ဒါခင်ဗျားတို့ပြောလို့ရှိတယ်စိတ်တိုင်းကိုမကြပါဘူးတဲ့ဘယ်တော့ကြမှာရှင်းသလားလိုချင်နေသေးသည်ပြည့်စုံတယ်လို့မရှိပါဘူးကြောင်းကြနေသေးသည်အပူကင်းတယ်လို့မရှိပါဘူးရှင်းသလားဟဲ့ခင်ဗျားတို့ပူရင်တော့ပူပြီးရင်ပူရင်ပဲဒီပူဘယ်တော့ငြိမ်မလို့ဆိုကျင်တတ်သလားဒါပြင်ယုံနာဟာသူတော်ကောင်းတို့တဏ္ဍာမှာရှိမရှိဒါပေမဲ့အဲ့ဒါကိုပိုင်သလားမပိုင်ဘူးလားဒါပြင်ဒီတရားတွေဟာအကြောင်းကြောင့်ဖြစ်တဲ့ရုပ်ဖြစ်ကြောင်းတရားဘယ်နှပါလဲပြောပါလိမ့်လေဒီအကြောင်း၄ပါးမစုံမဲနဲ့ရုပ်တရားနာမ်ဖြစ်ကြောင်းတရားဘယ်နှပါလဲဘာနဲ့ပါလဲအာယုန်နဲ့မျက်စိနဲ့စင်းနဲ့တိုက်ဘာစိတ်ပေါ့မြင်စိတ်ဘာလို့ပေါ်တော့မျက်စိနဲ့အဲ့ဒါမှအာယုန် द्वार လို့မဖြေနဲ့အာယုန် द्वार ဆိုတာရောကြိတ်တာမျက်စိဆိုတာကသေချာပြီးသားမြင်စိတ်ဆိုရင်မျက်စိနဲ့ကျန်တာတိုက်လို့မရဘူးရှင်းလားအဲ့ဒါဓမ္မခေါ်ငါဘာလို့မြင်နေတာတော့မျက်စိနဲ့အဲ့ဒါငါမြင်တာလားမြင်တတ်တဲ့သဘောလားမြင်တတ်တဲ့သဘောရှိလို့ကြားတတ်တဲ့သဘောရှိလို့မြင်တတ်တဲ့သဘောကငါလားယောက်ျားလားမိန်းမလား
မျက်စိကမြင်ရင်ဘာလို့မျက်စိကမြင်ရင်ဘာလို့အစင်းမျက်စိကမြင်ရင်ဘာလို့အစင်းကလွဲပြီးမြင်စရာအဲ့ဒီထဲမှာယောက်ျားမိန်းမပုဂ္ဂိုလ်တ attva ပါသလားဟောစောဂျွန်စောဒါရိုက်တာရင်စမ်းမီပါသလားဟဲ့စပိုင်ချစ်သူတွေပါလေသဘောပါသလားကျုပ်လည်းအဲ့လောက်ထိပဲသိတာနောက်ဟာတွေမေးလို့မရသေးဘူးနာမည်တွေရှုပ်နေလို့တဲ့သူတို့လည်းဘယ်ဟာဆွဲရမှမသိဘူးတဲ့သဘောပါတယ်နော်နောက်ကထောက်လန်းရက်အပြည့်စုံမပြောဘူးဗျအဲ့ဒီခင်ဗျားတို့ဆွဲတဲ့ကိုရီးယားကားတွေလာတဲ့ချိန်သူ့မင်္ဂလာပလင်ပေါ်ရောက်နေတော့အဲ့ကိုရီးယားနဲ့ကျုံနဲ့မတည့်ဟုတ်ပြီနော်အဲ့တော့သူတို့မေးရတယ်ဘယ်မင်းသားနာမည်ကြီးနေတာတော့ဆိုအခုစပိုင်ချစ်သူရဲ့နောက်မှာထင်းထင်းပေါ်ပေါ်မပါလာသေးဘူးတရင်ရရင်လည်းပေးကြပါဦးတရားပွဲထဲမှာမော်ဒယ်အောက်နေလို့ကျင်းရသလားအဲ့တော့ဒီမှာယုံ nant ဓမ္မဆိုတာအကြောင်းနဲ့အကြောင်းဖြစ်ရင်အဲ့ဒါဆက်သွားမယ်ပစ္စယတမ္မောဟာဗါတယ်လေအကြောင်းအကျိုးပေါ်မှာအမှောင်ဖုံးထားတယ်ဗါတယ်လေအကြောင်းအကျိုးနားမလဲပဲနဲ့လေအမှန်သိတယ်ပြောလို့ဒါမို့ကျေးဇူးရှင်ဘုရားဆရာတော်ဘုရားကြီးကပရိစ္ဆသမုပ္ပါဒေသနာကိုဥတီပြီးမှဟောတယ်ဘာလို့လဲဆိုတော့ပရိစ္ဆသမုပ္ပါသိမှတရားသိရှင်းလားအဲ့ဒါစောရကတက်ဆရာရှိသေးလားဘုရားကိုယ်တိုင်ဟောတာယောပဋိစ္စသမုပ္ပါဒံပတ္တိသောဓမ္မံပတ္တိယောအကျင့်ပုဂ္ဂိုလ်သည်ပဋိစ္စသမုပ္ပါဒံပဋိစ္စသမုပ္ပါဟုဆိုရသောအကြောင်းအကျိုးဒေသနာအစဉ်ကိုပတ္တိတွေ့သည်မြင်သည်သိသည်ဖြစ်ပါအပ်သောထိုပဋိစ္စသမုပ္ပါအကြောင်းအကျိုးဒေသနာကိုတွေ့သောသိသောမြင်သောပုဂ္ဂိုလ်အားသာလျင်ဓမ္မံတရားတော်ကိုပတ္တိတွေ့သည်သိသည်မြင်သည်မြည်၏ပရိစ္ဆသမုပ္ပါသိမှတရားသိပရိစ္ဆသမုပ္ပါမြင်မှပရိစ္ဆသမုပ္ပါတွေ့မှရှင်းသလားအကြောင်းအကျိုးပေါ်ဉာဏ်မရှင်းသေးဘဲနဲ့တရားကိုနားလည်ပြီလို့ပြောလို့ဒါမို့တရားတစ်လုံးလေ့လာပြီဆိုရင်ဒီတရားရဲ့အဓိပ္ပာယ်ဟာဘာလဲဘယ်အကြောင်းကြောင့်ဖြစ်တာလဲဘယ်လိုအကျိုးတရားရှိသလဲဒီလိုလေ့လာမှအပြည့်စုံသိတယ်ရှင်းသလားကဲရုပ်သဘောလေးကြည့်လားရုပ်ပဲသဘောရှိတယ်အဲ့ဒါရုပ်ကဲလို့ကြည့်ရင်ဖောက်ပြန်တာတွေ့ရမယ်အဲ့ဒါရုပ်ရဲ့အဓိပ္ပာယ်ဟုတ်ပြီနော်ဘာကြောင့်ဖောက်ပြန်တယ်လဲအကြောင်းတရားပြန်ကြည့်တော့ရုပ်ကိုထောက်ပံ့ထားတာကံအဲ့တော့ကံမှာလည်းအကောင်းဆိုးတွေဒွန်တွဲပြီးလှုပ်ထားတဲ့အတွက်ကံဖောက်ပြန်ရင်ရုပ်လဲစိတ်ဖောက်ပြန်ရင်ရုပ်လဲတခါရုပ်ဖွဲ့စည်းထားတာဓာတ်ဘဏ္ဍပါသဘောတူတွေလားဆန့်ကျင်ဘက်တွေဒါဖြင့်ဆန့်ကျင်ဘက်အကြောင်းတွေပေါင်းစုံထားတဲ့အတွက်ရုပ်မှန်ရင်ဒါဖြင့်အကြောင်းကိုကဖောက်ပြန်နေလို့ဒါဖြင့်ဖောက်ပြန်နေတဲ့အတွက်ဘာကျေးဇူးများသလဲဆိုတော့ဖောက်ပြန်ခြင်းကြောင့်ချမ်းသာသလားဆင်းရဲသလားဘာသစ္စာတော့အဲ့တော့ယုံမှန်ရင်ဘာသစ္စာတော့အဲ့တော့ယုတ်ရလို့ချမ်းသာတယ်ဆိုတာကျင့်တတ်ကြလားအဲ့ဒါကြောင့်မို့ဆွေမျိုးများလေလေပစ္စည်းများလေလေကျင့်တတ်ကြလားအပေါင်းအသင်းများလေလေဖိတ်စာတွေဘလူပြန်ဖတ်ကိုမောလို့ရှင်းသလားအဲ့တော့ကောင်းပြီကြည်ပစ္စယတမ္မောဟအကြောင်းအကျိုးပေါ်ဉာဏ်မရှင်းသေးသမျှလမ်းမှန်မရောက်ဘူးရှင်းသလားသစင်ချင်းတို့ကဖြိုးလာပထမကံကံရဲ့အကျိုးကိုသိရခုခင်ဗျားတို့ကံရဲ့အကျိုးကိုယုံသလားယုံရင်တခြားအာကိုမရှာနဲ့တော့ကောင်းအောင်သာလုပ်နေရှင်းသလားသူ့အကျိုးပေးကဘလို့လာအကျိုးပေးမကောင်းတာဟာအကြောင်းမကောင်းခဲ့လို့ဆိုတော့အကြောင်းဆိုတာလဲကံပဲကိုပြုတ်ထားတဲ့အကြောင်းမကောင်းရင်အကျိုးပေးမကောင်းနိုင်ဘူးအဲ့တော့အရင်ကဟာကိုပြင်လို့မရတော့ဘူးခန္ဓာခံလိုက်တော့သို့တော့လောကဓာတ်ကိုခံရင်းနဲ့လဲဆင်းပေးပြီးငုံစုံဖြစ်နေလဲရမလားကောင်းအောင်ကြိုးစားနေကုန်းယုံထားရှင်းသလားနော်နဲ့နေပြီဆိုပြီးလက်လျှော့လိုက်ရင်တော့မြုပ်သွားမှာပဲရတဲ့အစဆွဲပြီးဆွဲတဲ့
ကျင်းသလားနောက်ဆုံးတပည့်တော်ယုံတော့ယုံတယ်မလွတ်လိုက်ဘူးဆိုရင်ရှုံးမလားမြတ်မလားဇနက်ကသမုဒ္ဒရာတဲ့ဘာလို့ကူးတယ်နော်ဘယ်နှစ်ရက်ကူးအောင်9 ရက်ပြီးရင်လည်းအာဟာရပြတ်ပြီးသေတော့မှာဟုတ်ပြီနော်အဲ့ဒီမှာမဏိမေခလာကမေးတယ်ကမ်းမမြင်လမ်းမမြင်ကြီးဘာလို့ကူးနေတာတော့လွတ်အောင်ကူးနေတာဘာလို့အောင်ကူးနေတာလွတ်မှမလွတ်နိုင်ပဲတဲ့မလွတ်နိုင်တာကြီးကိုသင်ကူးနေတာမိုက်မဲရမကြဘူးလားတဲ့ဆိုမမိုက်ပါဘူးတဲ့အခုနတ်သမီးနဲ့တွေ့နေရတယ်ဟမ်ငါ9 ရက်သာကူးမထားရင်မင်းနဲ့မတွေ့ဘူးတဲ့ဒါအမြတ်ပဲရှင်းလားခုလည်းနိဗ္ဗာန်မရလိုက်ခြင်းနေပါစေကူးလိုက်ရတာအမြတ်ကဲပြန်မေးပါမယ်ဗျာပြန်မေးမှရမှာဘူးရခုနရှုံးထားတာဆိုတော့ဟမ်ကူးတာကူးလိုက်ရတယ်ကူးတော့ကူးရတယ်မလွတ်ဘူးဆိုရင်ရှုံးသလားမြတ်သလားမြတ်ပါဘူးဩအမြတ်ရှာတတ်ပါလားအဲ့ဒါခင်ဗျားတို့ပြင်းနေတာအဲ့ဒါမလွတ်နိုင်ဘူးဆိုအိတ်နေတာကိုအိတ်နေရင်ဒီအကြောင်းကံကရပါမလားအေးကူးစားရှိမှကူးနိုင်တာခင်ဗျခြေတတ်သလားခြေတတ်ပါဘူးအယကရုရဲ့ကူးတာကူးပါဗျာမရှုံးစေရဘူးကျင်တတ်သလားဘာမှမလုပ်ပဲထိုင်နေတာနဲ့ဆိုင်ရင်ကူးနေရတာကကျင်တတ်သွားပြီလားအားလုံးကသဘောပေါက်ပြီလားကိုယ်တော့မလွတ်ရင်ရှုံးတယ်ဆိုလို့ပါဟင်ရှုံးသလားမြတ်သလားကူးဘူးမှကူးတတ်တာကူးတတ်မှလွတ်မှအခုငါတို့လွတ်အောင်မကူးနိုင်ဘူးဆိုတာမကူးတတ်သေးလို့မလေးသူတို့ပြောလိုက်ရင်အဲ့ဒါပဲလွတ်နေတာဘုန်းကြီးကကိုအစင်ချပေးမှကူးဘူးမှကူးတတ်တာခမညာကူးဘူးမှကူးတတ်မှလွတ်တာအခုငါတို့မလွတ်သေးဘူးဆိုတာမကူးတတ်သေးလို့မကူးတတ်သေးတာကမကူးဘူးလို့ဟဲ့ရှင်းသလားဒါဖြင့်နောက်ဆုံးကူးဘူးတယ်ရှိအောင်တော့အဲ့ဒါအကြောင်းအကျိုးပဲဗျာပစ္စယတန်မောဟဆိုတာအဲ့ဒါပြောတာခင်ဗျားတို့ကရမှလှုပ်ချင်တာကိုလှုပ်နေလှုပ်လို့ရနေတာမြင်မှမမြင်မဲနဲ့ရှင်းသလားကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးပြောမှုပါတယ်တပည့်တော်တရားထိုင်နေတာဗျာဘာမှမတွေ့ဘူးမတွေ့တူတူတော့မလှုပ်ချင်တော့မဟုတ်ပါဘူးမင်းလှုပ်နေတာအမြတ်ပါဟမ်သဘောပါသလားမင်းဘာမှမတွေ့မှသိနေတယ်လေကွာတဲ့အဲ့ဒါတမာတတိတဲ့ရှင်းသလားအဲ့တော့ဘာမှမတွေ့တဲ့ထဲကအာထုတ်နေတယ်ဓမ္မဝါယမအာထုတ်နေလို့တွေ့မတွေ့သိရတာပေါ့ရှင်းသလားဒါဖြင့်ဓမ္မဝါယမရမရတခါတရားကိုအားစိုက်ထုတ်တော့ကိုယ့်ကိုယ်တွေ့မှမတွေ့မှရှိမှမရှိမှမသိရဘူးလားသိရရင်တမာတိရောမရဘူးလားအမင်းမသီလမဲ့ခင်တမာတိမဲ့ခင်နေကျုပ်ကိန်းနေပြီကွာဟင်တခါတွေ့တယ်မတွေ့ဘူးတောင်ဆုံးဖြတ်နိုင်နေတယ်ဆိုတော့မင်းဟာပညာမဲ့ခင်ရှိနေတယ်ရှုံးလားရှုံးပါဘူးလုံးဝမရှုံးတာဒီအလုပ်ပဲရှင်းလားကြံတဲ့အလုပ်လှုပ်ရှင်အလုပ်အရှုံးမြတ်ရှိတယ်ဒီအလုပ်ကအရှုံးဘယ်တော့မှမရှုံးနိုင်တဲ့အလုပ်သုလပန်မှတ်မိသလားရှင်သုလပန်လေ3 လကို4 ဘာဒရှိတဲ့ဂါထာတစ်ပုဒ်ကျက်တာမရသို့တော့ဘုရားကရဇောဟန္တနံအဘို့ဖြူပိုင်းလေးပေးလိုက်ပြီးတော့ညစ်ပေတတ်တယ်ညစ်ပေတတ်တယ်နဲ့ဒါလေးလှုပ်ပြီးတော့ကြည့်လိုက်တာဘာဖြစ်သွားလဲဒါလည်းအကုန်သိတယ်အဲ့တော့သူဘာလို့ကြွခဲ့တယ်ဆိုအကြောင်းပြန်ကြည့်တော့ဒီအဝတ်ဖြူပိုင်းလေးနဲ့ရှင်ဘရင်ဖြစ်စဉ်ကာလတိုင်းကန်းလဲ့လဲတော့ကိုမျက်နာကိုတုတ်လိုက်တာမတုတ်ခင်ကအဖြူလေးတုတ်သွားတော့ဩညစ်ပေတတ်တဲ့တရားပါလားမမြဲပါလားလို့တစ်ချက်ကလေးပဲနှလုံးသွင်းဘူးတယ်ခုဘသူကိုယ်တိုင်ချွတ်ကျောင်းဘဝစောင့်နေတယ်သူ့အကိုသုလပန်မဟာပန်ကသုလပန်4 လဂါထာတစ်ပုဒ်ကျက်တာမရလို့သွားမင်းသာသနာနဲ့မထိုက်တန်ဘူးတဲ့လူထွက်တယ်ဟုတ်ပြီနော်သာသနာကိုစောင့်ရှောက်တဲ့နေရာမှာဒီပုဂ္ဂိုလ်ထူးချွန်တယ်လို့ဘုရားကဘွယ်တူးပေးခဲ့ရတယ်ညီကိုချင်းလည်းမညာဘူးသုံးမရရင်တော့သွားတော့သာသနာတဲ့မနေနဲ့ဟုတ်ပြီလား
ဒါပေမဲ့ခစ်တော့ပြောင်းသွားပါပြီခုခင်ဗျားတို့အိမ်ကသုံးမရတဲ့လူတွေကြောင်းသာပို့လိုက်ပါရှင်းလားအဲ့ဒါသာသနာကဘယ်နဲ့ဘယ်ညာဝေဖန်သေးတယ်ကျုပ်ကဒီလူတွေကိုလေဟိုစိတ်ထဲကရှိတဲ့အတိုင်းပြောရင်လောက်ဆိုသဘောပေါက်ကဲလှုပ်တယ်မလှုပ်တယ်ကိုရှိတာမကောင်းတဲ့သာသမီကြမှာသွားကြောင်းပို့လည်းပြောသေးသာသနာကိုဘယ်နဲ့ဖြစ်တယ်ဘယ်ညာဖြစ်တယ်လဲဝေဖန်နေသေးတယ်မလီကိုတော်တွေကဘယ်နဲ့ဘယ်ညာဆိုတော့မင်းတို့ပို့ထားတယ်ကြောင်းပို့ထားတာအကောင်းပို့ထားတာလားမကောင်းတာပို့ထားတာလားသဘောပါလားဘုန်းကြီးဆိုရင်အစုံနဲ့အပြတ်ကြီးသုံးရတာဟမ်ကျင်တတ်သလားဟိုအာသုဘပစ္စည်းကြမှာဟမ်ထမိန်ကြီးနေကထိုင်လှုပ်ပေးလို့လှုပ်ပေးဟမ်သဘောပါလားအဲ့ဒါအခုဒါမို့ရှောက်လန်းမှာမခင်းနဲ့ပြောထားတယ်ဖားကန်ကြတဲ့ဦးဇင်းတို့အစီအစဉ်ပြောင်းပေးထားတယ်တပည့်တွေခင်းပါတယ်ခင်းနဲ့အမေသူတို့ပူဇော်ခြင်းတာအင်္ဂါဝီနီးတိုင်းပြောမယ်မိမတွေသုံးဆောင်နေတဲ့ပစ္စည်းကိုဘုန်းကြီးယဟန်ကထိကိုမထိရဘူးမိမအသုံးဆောင်မှန်တိတိနဲ့ထိလိုက်ရင်ကိုအာဘတ်တဲ့တယ်ကွာရှင်းလားအဲ့ဒါခြေတော့ဖမ်းဆွဲထားတော့ဒါရှောင်းလင်ဘုန်းကြီးမလို့နှုတ်မမောက်ရလဲတာကြားလားကြီးညိုတာကြီးညိုပါဒါပေမဲ့အကြောင်းကျိုးလေးသိပါဦးသဘောပါသလားဒီမှာလက်ကလေးချီရောက်နေတယ်အောက်လည်းမရတာမဟုတ်ဘူးရက်တောင်ကြီးနဲ့ဘုန်းကြီးဆိုတာအဲ့ချိန်ကသိခံလို့ရတာသိလွယ်တာမဟုတ်ဘူးဟမ်ဘောလုံးသမားလို့ပြေးလာလို့မှမရပဲဗျာသဘောပါလားအောက်မြင်တာမဟုတ်ဘူးအဲ့ဒါအမတ်တမခြေထောက်လမ်းကင်ဖဆိုဒီကဒုက္ခအဲ့တော့ခြေထောက်ကင်ထားရင်မိမလက်ပဲဆိုတာသိရင်မလှုပ်လို့မရဘူးသူမင်္ဂလာလည်းဒါသိကျွမ်းတာကင်လိုက်ပြီဆိုဒါမိမပဲသိတယ်သိလှုပ်မရဘူးရှင်းသလားလှုပ်လိုက်ရင်အာဘတ်တဲ့ကျင်းတတ်သလားအဲ့ဒါကိုကစင်ကြယ်အောင်ထိန်းရမှာအလုံးနားလဲပေးပါသဘောပါသလားပူဇော်တာကိုအထူးကျေးဇူးတင်ပါတယ်တို့တော့ကျုပ်တို့မှာအနေခက်နေတယ်ဟင်အာဘတ်ကမသိမဟုတ်ဘူးသိနေတာပဲကျင်းတတ်သလားဟဲ့အဲ့တော့ဒါတွေအကြောင်းအကျိုးနားမလဲတဲ့ခါကျတော့ကိုထင်ရလုံနေတာအဟုတ်မှန်တယ်သဘောပါသလားကြည်ရောကျင်းတတ်ကြလားအဲ့ဒါအရေးကြီးတာမလို့အကြောင်းအကျိုးကိုကောင်းကောင်းနားမလဲရင်အမှန်မှန်မသိအမှန်မှန်အကောင်းမှန်မသိအဆိုးမှန်ဆိုတော့အပြစ်တွေသင်ကုန်ကြတယ်ဆိုတာမသိကြဘူးလားသိကြပါဘူးဒါဖြင့်တို့ပြင်သင့်မပြင်သင့်ပြင်သင့်ပါဘူးကြိုးစားသင့်မကြိုးစားသင့်အကြောင်းကောင်းမှသိကြပြီနော်ကဲကောင်းပြီဒါဖြင့်ကြည့်အောင်ပထမကကမ္မတမ္မောဟကံကံရဲ့အကျိုးပေါ်ကိုယုံကြည်ရမယ်နောက်ဓမ္မတမ္မောဟလောကမှာရှိတာယုတ်တရားနဲ့ပစ္စယတမ္မောဟအကြောင်းတရားနဲ့ဒီနေ့ဘယ်နှချက်တော့သုံးချက်ဒါလေးပဲမှတ်ထားအောင်နေ့ပြန်ကြတော့နောက်ထပ်အမှောင်နှစ်ချက်ထပ်ပြောမယ်ပြောပြီးရင်သူနဲ့သက်ဆိုင်တဲ့ဝတ္ထုကိုဦးဇင်းတို့ဆက်ပြီးဟောတာပေါ့အဲ့တော့ဒီနေ့ဒီချိန်ထိဟောခဲ့သမျှတွေပြန်စဉ်းစားကြည့်ရင်တို့အကြောင်းပြင်လို့ရမရအကျိုးပြင်ရမှာလားအကြောင်းပြင်ရမှာကိုခင်ဗျားတို့ကအကျိုးကောင်းအောင်တော့မျှော်နေတယ်အကြောင်းကောင်းအောင်တော့မပြင်ဘူးဆိုရင်ကောင်းတဲ့အကျိုးရပါမလားဒါဖြင့်ဟိုအကျိုးကိုမျှော်နေရမှာလားကောင်းအောင်လုပ်နေရမှာလားဒါဖြင့်ဖြစ်သမျှအကြောင်းမကောင်းကောင်းအောင်လှုပ်တော့ကာမဘဝကလေးသာပြင်လိုက်ရင်တို့လွတ်လန်းရှိမရှိဒီမှာကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ဉာဏ်တော်ကိုပူဇော်ခွင့်မရဘူးလားဒါဖြင့်တို့စေတနာသာပြင်လိုက်ရင်စေတနာလွတ်မြောက်ရင်ဘဝလွတ်မြောက်မယ်စေတနာအစင်တမ်းမြင့်ရင်ကျင်တတ်ကြလားဟိအဲ့တော့ငါဘို့ငါဥစ္စာဘို့ပဲလုပ်မလားသာသနာအကျိုးလုပ်ကြမလားအဲ့တော့လောကမှာငါကိုငါဟာငါဥစ္စာဆိုတာရှိသလားတရားအလုံးကဖြစ်ပြီးရင်ဘာသစ္စာလဲသိတဲ့ဉာဏ်ကမဲ့နဲ့သမမကံကံသိရင်ဒီဘက်ကလွဲမားတဲ့လောဘဒေါသမောဟတဏမာနဒိဋ္ဌိတွေလာအောင်မလားမလာရင်ဒီဘက်ကခန္ဓာဒုက္ခတွေရအောင်မလားခန္ဓာဒုက္ခရခြင်းလို့ရတာလားအလုတ်လွဲလို့ရတာလားအလုတ်မှန်တဲ့ဉာဏ်သာဥစည်းသွားရင်ခင်ဗျားတို့လွဲเสียအကြောင်းအဲ့တော့အသေးမဥခင်ဉာဏ်ဥဖို့ဆိုရင်ကြိုးစားအားမထုတ်ဘဲနဲ့တော့
မပြင်ဘဲနဲ့တော့ပြင်မသိကြသလားအားလုံးကသဘောပေါက်သလားအဲ့တော့ဒီတိုင်းပဲငုံစုံပြခံနေမလားရအောင်ပြင်မလားတရားဟာလုံးတလောက်တော့အရှုံးအာမခံပါတယ်မရှုံးရသေးရပါဘူးပြင်တတ်သလားဟဲ့ဒီတော့ဒီဝိုးဖြူကိုင်းလေးနဲ့တံပွေကရဘူးတာနဲ့ဖျားဟောတော့သူ့မှာကျွတ်တန်းဝင်သွားတယ်အနိစ္စတစ်ချက်ပဲသိတာခုခမရတို့လိုရုပ်တည်နာနေတောင်သူနာဘူးသလားမနာဘူးရင်သူ့တက်တို့ကအစင်တန်းအများကြီးမြင့်နေတယ်သို့တော့နေရင်ထိုင်ရင်တော့မြင့်လာမှာမဟုတ်ဘူးမြင့်အောင်လုံးမလွတ်အောင်လုံးမရှင်းသလားဒါဖြင့်သတိထားပညာနဲ့ကြည့်ရင်ကိုယ်ယုံနာခန္ဓာဟာမြဲတဲ့ခန္ဓာလားမမြဲတဲ့ခန္ဓာအဲ့ဒီမမြဲတဲ့ခန္ဓာချမ်းသာသလားဆင်းရဲသလားဒါဖြင့်ဘယ်ချိန်ကြည့်ကြည့်ဖြစ်ပြီးတော့ဘာသစ္စာသိတဲ့ဉာဏ်ကသေတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကဲဟေးကဲတော့သစ္စာ၄ချက်တစ်ပြိုင်တည်းကြိုက်မှသာလျင်တန္တရာဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမေ့မလေးအောင်မပေါ်ဆသောတတိတရားမလျှော့သောဇွဲလုံးလာလက်ကင်ထားပြီးတော့မိမိကိုယ်ကိုမိမိကောင်းစွာပြုပြင်နိုင်အောင်ကြိုးစားကြပါစို့လို့တိုက်တွန်းရင်းနဲ့နားကြစို့တော်တို့ကိုဟောကြားရာ၌